သေခါဓာယဟန်ကရှင်ပြုနာတာလူမလာမန္တနာဓမ္မတော်ရင်စင်ကြမရာတရားနာကြွရောက်လာကြကုန်သောအားလုံးသောဓမ္မမိတ်ဆွေသူတော်ကောင်းပေါင်းတို့ခမညာတရားဓမ္မဟောကြားရန်အတွက်ဆရာတော်ဘုရားလည်းဓမ္မသနာပလင်ပေါ်မှာတရင်သုံးနေပြီဖြစ်ပါ၍ဆရာတော်ဘုရားဟောဖို့ညွှန်ပြဆိုဆုံးမှမိတရားတော်ကိုပတ်သားကြည်ညိုနာယူကြရအောင်ဩဃာသကရောကျိုးဖြင့်ညီညာဖျားဖျားကရောကြပါစို့ခမညာဩဃာသဩဃာသဩဃာသကာယကံဝစီကံမနောကံသဗ္ဗဒောတသတ္တိနောဤတို့ကိုရောက်ပါစေခြင်းဘုရားပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်ဘုရားယရနာတရားယရနာသံဃာယရနာယရနာမြတ်သုံးပါးတို့ကိုအယုတေလေးမြတ်လက်ဆုံးကို၍ရှိခိုးပူဇော်ဘုရားမလျောတတော်ပါဤရှိဖျားတတော်ရတော်အကျိုးအားကြောင့်အပေလေးပါးကတ်သုံးပါးယတိရှိပါးဉာဏ်လူမျိုး၅ပါးဝိပဿနာတရား၄ပါးယတနာတရား၅ပါးတို့မှာခါခတ်သိအင်းလို့ငြိမ်းပြီးဖြစ်၍မတရားဘုရားနိဗ္ဗာန်တရားတော်မြတ်ကိုရပါလို့ဤရှင်ဘုရားဒီဝရဏတိလေသနေသံဝဒပဇာယနောသတ္တရောဓမ္မဝတ္တတိအာယုဝနောသုခံပလံဒီဝရဏတိလေသရှိဖို့ခြင်းတေတာရှိကုန်သောဩဒပဇာယနောအတ္တိကဘောဝန္တုจิตခြင်းကြကုန်သောသူတို့အားနေသံမြတ်မြတ်တတ္တဗန္နောယောသေးလေးမြတ်ပေကြကုန်သောသူတို့သည်အာယုသအသက်ရှိခြင်း၎င်းဝနောသယုရစေနာမပြည့်တဲ့ခြင်း၎င်းဒုက္ခသာကိုယ်စိတ်နှပါချမ်းသာခြင်း၎င်းဗလာသက္ကာယအဉာဏအတုပြည့်ပြည့်သောခြင်း၎င်းဧတေဓမ္မယိကျိုတရားလေးပါးတို့သည်ဝတ္တတိတလာသောနေလို့တို့လာသောဧကံတို့တဏိတကြတို့ဘာယနေလေတော်ဤဤသို့ဒေသနာပါဠိအလားရှိတဲ့လျော်ဤသောဘုရားမြတ်ဆုံးယရဏတရားမြတ်ဆုံးယရဏသာကမြတ်ဆုံးယရဏယရဏမြတ်သောမပေါင်းတို့အတရာယကျော်လာဆုံးမော၍ရှေကောဘုဒ္ဓဘုံညောမလျောလောကယကောသောဘုဇဝတ္တတပ္ပစ္စကာရဝကုတုကံစေရဏတရဏဂောသောမနှင့်တကွငါးပါးသောသီလတော်မြတ်တို့ကိုကျင့်သောကာယသောတိကယကောသောသီလကောင်းမှုကုတုကံစေရဏယနေ့ယကောတိုက်ခန္ဓာညာငါရှင်းပြုနာမလိုတော်မင်္ဂလာ၏ရှိဖို့၌အလိုတော်မင်္ဂလာအောင်ဝဲပြည့်စင်ခြင်းမအသောဓမ္မသဘေနဓမ္မသဝနာဓမ္မဒေသကကောင်းမှုကုသိုလ်ကံစေရနာယယတော်ကြောင့်ယခုပိသောဘဘဝ၌ကြာရောက်ဆက်ကြာရောက်လာတတ်ပြကုန်သောဘေမယောဂာယံသောအန္တရာယ်ဥဒ္ဓမြအပေါင်းတို့သည်ကဲဆယ်လွှဲပြောက်ပါပြောက်ကြကုန်ပြီလျင်အတ္တရှိခြင်းဆင်လာခြင်းဘောအကြည်ခြင်းဉာဏ်ပညာကြည်ခြင်းဘောနဘောအနုဘောကြည်ခြင်းတို့၌ပြည့်စုံကြကုန်ပြီလျင်မယရှင်သောယာရုကောင်းသောစိတ်တေဩသောယရဏအပေါင်းတို့သည်ရရှိခြင်းယာရှင်ပေသောယာရုကောင်းသောစိတ်တေဩသောယရဏအပေါင်းတို့သည်အကျေအကပ်တည်မြဲခြင်းရှိကြကုန်ပြီလျင်တရဏိလာသုဒ္ဓဇာကပညာယိတေဩဒမာတိဟူသောသူတော်ကောင်းဥစ္စာယရဏဘုရပတို့ကိုဟောတိကောငါလက္ခဏာနိုင်ကြကုန်ပြီလျင်တသတ္တမိလယညေယခိမသောကနိဗ္ဗာန်သောဘောဘဝတို့တို့နဲ့ရတော်ရောက်လည်းမြတ်မောပြုလည်နိုင်ကြသည်ဖြစ်စေအမ္ပတေ
Idranena Maha Pesa Nila Dhamaya Sami Anaga Gadawa Nilam Deta Mebande Yode Yambi Amande Idranena Maha Pesa Nila Dhamaya Sami Anaga Gadawa Nilam Deta Mebande Yode Yambi Amande Idranena Maha Pesa Nila Dhamaya Sami Anaga Gadawa Nilam Deta Mebande Yamawara Midawareta Namo Tata Bhagavato Arahato Dhammamutta Buddhata Dhandaranang Gissami Dhammandaranang Gissami Dhangandaranang Gissami Tudiyami Bhaudhandaranang Gissami Tudiyami Dhammandaranang Gissami Tudiyami Dhangandaranang Gissami Tadiyami Bhaudhandaranang Gissami Tadiyami Dhammandaranang Gissami Tadiyami Dhangandaranang Gissami Tidarana Gamana Thila Malik Mauna Panadi Bada Viramani Taikambarang Dhamadiyami Adena Dana Viramani Taikambarang Dhamadiyami Kame Tume Sadara Viramani Taikambarang Dhamadiyami Modhavara Viramani Taikambarang Dhamadiyami Dora Miraya Mizapama Dadana Viramani Taikambarang Dhamadiyami Ida Mebaunya Adwagaya Wahadu Ida Medana Ida Medila Nebananda Isaya Adu Imani Didranina Da Besenga Dila Damadaru Gadawa Abamadina Dila Damadita Taigada Yaga Shinju Nada Alura Mingalai Amwebe Ajo Amwebe Sinje Mahada Amadame Agabino Tao Najana Diana Bleda Banduro Amagara Masami Ma Ayama Jimino Muna Nologa Dona Shena Mezamia Ashiko Budajaya Alona Diana Bleda Banduro Ganeme Mimiro Bona Nona Yosomido Nyazwamia Jingoro Myago Shiko Budoni Yadelo Ayam Yujama Karuna Didala Harayam Binya Bezoda Vuyada Moadama Karuna Didala Harayam Binya Bezoda Vuyada Moadama Banara Mara Loka Garo De Duktu Kadagadi Vimoda Karuna Didala Harayam Magaruna Domya Advedabde Leya Lewela Imya Zimejile Nashwe Sainalong Dole Shika Mubamida No Penya Mezoda Vuyada Mohadama
အရဟတမပညာလေးဟူသောစင်မြင့်ရောက်တဲ့အဝိဇ္ဇာလေးဟူသောမမကိုပယ်ပြောင်းကျွလွတ်တော်မူပေတတ်သောသာနရမရလောကကရောလောနမြမသတ္တဝါအလုံးသောဤညူရောက်ကိုကလေးမြတ်ပြုလိုက်သောဆရာတန်သူလည်းပြတော်မူပါပေတတ်သောအတိဝိမောတံဒေဝမနုဿာနိရယယမေတ္တရိသံဃာယအတိငါတံသောတိတော်မှလည်းကင်းလွတ်တော်မူပေတတ်သောဒုက္ခတံသက္ကာကြောင့်ကိုလူလိုက်တော်၍နာကောကောသာကြောကြီးရကိုကောင်းသောမသိသောတော်မူတတ်ပါပေတတ်သောဘောဓသစ္စာလည်းပါပြတရားကိုမြတ်သောတည်းလည်းသိမြင်ပေတတ်မာယာခြေဘောတော်မြတ်ကိုမာယာတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ဆိုကြကုန်သောတော်တော်များသောငါကနာကိုသုံးငါသမအကြောင်းတို့သည်ဘုံတေဝန္ဒာမိအမြတ်သုံးငါပေးရန်ကွာ၍ကျောင်းသာစေကျောင်းစုံမတော်၍ဩကောင်းညွန်လျောလက်ဆောင်မူကားရှင်ကိုဩညွန်ကြပါကောင်း၏မြတ်စွာဘုရားသာတော်နာငါးပါးဘုဒ္ဓတာနဲ့စကိုင်းတိုင်းဒေသကြီးခေဦးမြို့နယ်မုံတုံးမရွာနေအလုဒယကအဘဦးညီမအမိတော်ကလေးအခုရဒေသကြီးသနာမင်းမြို့နယ်ကျောင်းကျောင်းရွာနေအလုဒယကမကြီးအဘဦးညမအမိတော်သားတို့ကိုအမှုထားပြီးတော့မာလေးသားတွေအကြီးပြည်ကြီးတဲ့ကောင်မြို့နဲ့စာရက်ဝတ်ထာတာ15မြေသော24 126 129လမ်းကြား50နဲ့စီလန်းနဲ့လူတိုင်းကဥအောင်မျိုးအလို့မတော်ကြွကြွဝဲသာမောင်မြင့်မောအောင်သမီးတာမောင်မြင့်မြတ်အောင်တာမောင်မြင့်မောအောင်သမီးအပေါင်းတာမောင်မြင့်မြတ်အောင်အဲ့ဒါလေးပဲသတ်ထည့်တယ်ရှာခလောက်တယ်ဘယ်တော့ငတ်ချင်ပေါ်တော့ဟွာစင်တာလေးပေါ်လာရင်တကူသောဘဝမှာရဟန်းဖြစ်တော့သူကမြောက်ဘဝကဘူးလာအဲ့ဒါရေအိုင်ပြည့်ခုတ်ကြော်လာအဲ့ဒါတကားကြည့်ပြီးတော့ကိုရောပဲ့လာတယ်ကိုရောကလည်းမြောက်ပြတာနဲ့ခုံနေတာပဲဆိုအဲ့ဒါတကားကြည့်တယ်ပရမသင်္ကန်းသုံးဆိုအဲ့ဒါတခါအိုင်ခုံလိုက်တာပဲတစ်စုံကြတာအဲ့ဒါတော့ကြသွားတော့နောက်အိမ်ပြီးတော့စိတ်ကမတည်းဘူးထပ်ခုံလာပဲတစ်စုံကြသွားနောက်တော့ဒီကခုံပြီးတော့ကုန်ပါပြီဆိုနောက်ကြတော့မခုံရဲတော့အားကြောင့်မလို့အလုဒယကဥအောင်မျိုးမျိုးအလုံးမတော်ကြွဝဲသာမောင်မြင့်မို့အောင်မောင်မြင့်မြတ်အောင်မိသားစုတို့ဒီကနေ့အဲ့ကတရားကရှင်ပြုနာသာအလိုတော်မင်္ဂလာကြီးဒီကနေ့အကျော်အောင်ဝဲမြစင်ကျင်းပတဲ့ဓမ္မသဘင်ပွဲအားကပြီးတော့ပြောလာကြတဲ့ဉာဏ်ပရိသတ်ပေါင်းသူတော်ကောင်းတို့ဘေးရကတဲ့ကိနေကြပါစေကြောင်းကြကတဲ့ကိနေကြပါစေစေရကတဲ့တို့မှာကိနေကြပါစေလို့မေတ္တာအသိတာမေတ္တာဘာဝနာများပို့တာပြီးတော့ဒီကနေ့ညဓမ္မသဘင်ကိုစတင်ပြီးတော့ဖွင့်လှစ်ပါပြီမိမိတို့မြတ်တာတဲ့အရိယာပေါ်ယူပြီးတော့တရားတော်များကိုသိစိတ်နေတော့တာနဲ့နာကြားနိုင်ပါပြီဒီနေ့လို့ရှိလို့မှာပြီအဲ့ဒါလောကမှာမြတ်စွာဘုရားကဒါရင်တော်များကသံဝေသနိယ၄ဌာနဘာဘုရားကိုမမိတ်လို့ရှိရင်နံပါတ်1မြတ်စွာဘုရားပရိနိဗ္ဗာန်ဆံရတမကနံပါတ်နဲ့ဘုရားဖွာတော်မူရာနံပါတ်3မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဘုရားပြတဲ့ဘောဓိမေ
နောက်ဆုံးကတော့ပါလဲဆိုတော့ဒီမြတ်စွာဘုရားတရားကိုစတဲ့ဓမ္မစကြာဟောတော်မူတဲ့မိဂရာကိုတော့အဲ့ဒီရဲ့ဒီမျက်နာကိုမြတ်စွာဘုရားကိုတရိယာတဲ့ပုဂ္ဂိုလ်တွေအာယုံပြုပြီးတော့ရေခေါင်းနေမှာပူတော်နေကြမယ်ဆိုလို့ဆိုရင်တဲ့မြတ်စွာဘုရားကအဲ့ဒီပုဂ္ဂိုလ်တွေကအပေတကားပိတ်စေနိုင်တယ်လို့ဒီလိုမြတ်စွာဘုရားကမိတ်ခဲ့ပြီးတော့လည်းဦးဇင်းတို့မြတ်စွာဘုရားရှင်ကိုတော်မြတ်တို့ရဲ့ရွှေတော်မျိုးတော်တွေကိုကောသလမင်းကြီးရဲ့သားဝိဒရုဝါကရန်ညောတွေကြောင့်စစ်တပ်နဲ့ကျင်ပြီးတော့တတ်မှတ်ခြင်းဘာလို့လဲဆိုတော့ဒီမြတ်စွာဘုရားရှင်ကိုတော်မြတ်ကရွှေတော်မျိုးတော်တွေနဲ့အလေးနားလေးမှာနေပြီးတော့ကာကွယ်ခဲ့ဒါကြောင့်မလို့ဒီကနေ့လွတ်ရှင်လုံးမများအဲ့တော့ဘာလို့ကျင်လဲဆိုလို့ဒီကနေ့မိများဖများကောင်းချတဲ့အရက်မှာဒီနေ့ကောင်းမှုကုသိုလ်တွေလာပြီးတော့ပြုကြတယ်ဆိုတာဒါမိဘများကိုကျေးဇူးဆက်ခြင်းပဲဘာကြောင့်လဲဆိုတော့ဘာလို့လဲမှာဦးဇင်းတို့ကြောင်းတဲ့တာတဲ့ကြောင်းလေးတာတဲ့ဖုံးကြီးတွေအများကြီးဦးဇင်းတို့တော့ဆိုတာကတော့ငမြောင်း6လေးတွေပဲဘာလဲဆိုတော့ဦးဇင်းတို့လည်းတိုက်ပြမှနေခဲ့တော့သိအားကြောင့်မလို့ဒီနေ့ကောင်းမှုကုသိုလ်ဆိုတာတော်တော်အောင်တရားနဲ့လောက်နိုင်တာမဟုတ်ရောက်မှတော်စင်ဟလာရိတ်တာလေးဆိုပတ်စံပေးလိုက်ချိန်တိုင်းသက်ချအေးစစ်ပြန်မရောဘုရားတော်လို့ကြတော့ဒီလိုမဟုတ်ဘူးများဒီပင်မနဲ့ပြီးတော့လည်းကိုဝေးခွာခဲ့တဲ့နေရာတစ်ခုဆိုဘဝကပြန်လာရင်အစကလိုပဲဒါကြောင့်မလို့ဒီနေ့ကောင်းမှုကုသိုလ်ရှင်များမိမဖာများကောင်းကြရမှာဒီနေ့ကောင်းမှုကုသိုလ်တွေလာပြီးတော့ပြုနိုင်ကြတယ်ဆိုတာအပဒမဒီမရဲ့ကျေးဇူးတရားတွေကိုသိပြီးတော့အဲ့ဒီမိဘတွေအကယ်လို့များပြရဘွားရောက်ရဘွားကနေပြီးတော့သာရုများကိုယ်သွန်နိုင်ခဲ့မယ်ဆိုလို့စိမိဘများသာရုကိုယ်သွန်နိုင်အောင်ဆိုပြီးတော့ဒီနေ့တိုက်ခါနဲ့ကြရာကကျရှင်ပြုခြင်းနာမခြင်းနဲ့ဘုရားတော်သာသနိကအစာဝတ်ဖြစ်တဲ့ဘဝမှာအဲ့လိုကျလုံးဝညာလူဒါနာတဲ့တမ္ပန္နကများဒီနေ့ဒီလိုကောင်းမှုကုသိုလ်တွေကိုလာပြီးတော့ရည်သက်ကြပြီးတော့မိဘများကိုဒီကနေ့ကျေးဇူးဆက်ကြခြင်းပဲလို့ဘုရားတော်ပြရမှာရှိတဲ့အလုံးစုံဓမ္မတွေကလည်းကိုနိုင်ရနဲ့ဝိုင်းပူကြဖို့ဒေါနံတရားတရားနဲ့လာလုံးနိုင်ဖို့ဆိုတာမနိုင်ဘူးဒီကနေ့အခက်အခဲတွေအကျက်တဲတွေအားလုံးကအစင်မပြေလို့တွေကြားထဲမှာပဲဘဝအစင်ပြေအောင်နေကြရတာအလိုအစင်ပြေကြတယ်တော့မဟုတ်ဘူးလို့ဒါကြောင့်မလို့ဒီနေ့လွတ်ရှင်တော်များကိုဒီလိုမျိုးဟောတဲ့မိုင်းဆက်စကားကွန်ပျူတာများပြောပြီးတော့ဒီကနေ့ညဟောနာပြီးညကြဖို့အတွက်အားလုံးဓမ္မမိတ်ဆွေများဟောနာပြီးညကြဖို့အတွက်တရားတော်ရွေးထုတ်ပါနဲ့တရားကောင်းစဉ်ကလူမိုက်တို့သွားရလတရားတော်ပရိသတ်ရေဘာတရားတွေတော့ဘုရားဒီနေ့ခေတ်ကြီးကဘာသာတရားတွေကရောက်တော့လည်းရတနာသုံးပါးပေါ်မှာနောက်ဝေယုံတည်တယ်ဆိုတော့အင်အားတွေနဲ့ကြောက်ကုန်ပြီဒီကနေ့ခေတ်ကြီးကဒါကြောင့်မလို့ဒုတိယမှာတဏှာသုံးပါးပေါ်မှာခောကတိကရသရတရားတွေရောက်တော့ညာတော့ဘာဖြစ်လဲဆိုတော့ဒီယရဏသုံးပါးကိုအယောင်ကြီးတဲ့ပုဂ္ဂိုလ်တွေများလာရင်တရဏဂုံပြတဲ့ပုဂ္ဂိုလ်တွေများလာပြီအဲ့ဒီတရဏဂုံပြတဲ့ချင်းသိကြရင်တော့ဘုရားတော်လိုက်ရတဲ့ကလေးရဖို့ဆိုတာမလွယ်ဘူးဒါကြောင့်မလို့ဒီနေ့အားလုံးကြားနေနေကြရမော်ဒလေးလိုစကားလို့ငလေလောက်သွားဘလောက်တောင်ဝေကရောက်เสียကောင်းတယ်အဲ့ဒီမှာဦးဇင်းတော်တို့ကြကြနေတာတသလေးသောင်းပါးလေးတွေတက်လာအဲ့ဒါသလေးသောင်းပါးလေးတွေမှာဘုံမဘုံကြောင်းတစ်ကြောင်းဆိုလို့စီဟောဒီနေရာကြောင်းနေတယ်လည်းမလုံးမီနေရလောက်မှာပါပြည့်တယ်ဆိုအဲ့ဒီကြောင်းတဲ့ကိုပြားတွေကအုပ်စုလိုက်ဝင်ပြီးတော့ဘုံနေလိုက်တော့တာဘာလို့ဒီကကြောင်းမှာနေလို့မရဘူးလိုက်ရှင်းပြေးနေရတယ်မလုံးမီနဲ့နှစ်ပတ်2ရက်လောက်ပါရာဂရောတွေကနေလို့မရပြားတွေကအဲ့ဘောကလည်းမစင်းဘူးကြောင်းပေါ်ပြားတွေလိုက်တော့ဘေးဆောင်မှနေရတယ်တကယ်ကနေလိုက်တော့အရိတ္တကားတွေလွတ်သွားတာတကယ်လို့တော့ပြားမတော့ကြည့်ပါလားအရိဘောတွေဘလို့ပြတ်သွားမလဲဒါကြောင့်မလို့အရိမဇာတော်ကြီးတို့ကသုံးသက်ဒါမမြင်ရတဲ့လက်ကောင်းလက်မြတ်တွေဝိုင်းဆိုက်ရှောက်နေတာပဲနေမှာပဲတဲ့
တာကဦးဇင်းတို့မန္တလေးမှာဖြစ်သွားတာဓာတုဘောကြတော့နေပြီးတော့မှအာရသာသမီးတွေနေနေတဲ့ဓမ္မကြီးတွေအတကြီးတော့ဘုရားရှင်တွေမှာဆွမ်းတော်လေးကကြီးစီလေးဒီအများလေးဝင်ကုသိုလ်လေးလုပ်နေတာအဲ့ဒါငယ်လောက်ကလေးအချိန်လောက်မှာဘာဖြစ်သလဲဆိုလို့ဆိုအရှင်ကနေပြီးတော့အရှင်ကနေပြီးတော့လူတယောက်ကအော်တာမျိုးတဲ့အလူကံမျိုးဆိုပေါ်လိုက်တယ်အာတော်မကြီးအေဝံမှာဘုရားရှိခိုးနေရင်လည်းကြီးစီကောင်းနေရင်တန်းတယ်အိမ်အောင်ဆင်းပါအိမ်အောင်ဆင်းတော့အိမ်ရောက်တော့ကြည့်တော့ခုနလူကံမှာမျိုးဆိုတဲ့ပုဂ္ဂိုလ်ကရှာလို့မတွေ့ဘူးတဲ့အာရကမကြီးအောက်မှာဟိုကြည့်တည်ခြင်းနဲ့ငလေရလောက်ချတာနောက်ကအိမ်ရောက်ဝုန်းလဲဆိုလဲသွားဒါကြောင့်မလို့တရဏဂုံမြဲဖို့တော့လိုပြီလို့ယရဏသုံးပါးပေါ်မှာသာဝယုံဒီကိုယ်ပဲစိတ်ကတဲ့တရားတရားရှိဖို့တော့လိုပြီယရဏသုံးပါးပေါ်မှာပြစ္ဆလကပြောပြစ္ဆလကပြမကြရင်တော့ပါရတန္တရာခိလကြီးကလာခြင်းလည်းမကောင်းပြန်ခြင်းလည်းကောင်းမှာမဟုတ်ဘူးဒါကြောင့်မလို့ဘောဓဘာသာတွေအသိကြောက်เสียကောင်းဘာကြောင့်လဲဆိုတော့စဉ်ကိုကိုကလည်းဘာသာကိုကိုကလည်းဘုံရင်ပြီးသူတို့ပဲပြန်ဆဲတာသူတို့ပဲပြမကြသိကြောက်เสียကောင်းတယ်လောကကြီးအမောင်တတ်တယ်မောဟအမောင်တတ်တယ်စီးလာပြီဆိုတော့စဉ်ဘုရားတရားတန်ကယရဏမြတ်ဘုံမဆိုတာဘာမှမရှိတော့ဘူးတဲ့ဒါကြောင့်မလို့ဓမ္မမိတ်ဆွေများလောကမှာမပြမနိုင်တဲ့ပုဂ္ဂိုလ်တွေမပြမဘူးလောကမှာပြမပြီပြီဆိုတော့စိတ်တော့မပြမလိုက်ဆိုတော့တဲ့တတ္တဝါတွေကမမြင်ရတဲ့ဘဝအန္တရာယ်ပေးစိုးတွေကဦးဇင်းတော်ပြနာမှာနိနိကကပဲဒါကြောင့်မလို့လောကမှာပြတ်သောပြည့်ခြင်းကိုတော်မြတ်ကမပြမတဲ့မပြမနိုင်တဲ့ပုဂ္ဂိုလ်တွေတဲ့မြတ်စွာဘုရားထောက်ပြဘာတွေလဲဆိုတော့ဆိုရင်ဗုဒ္ဓပစ္စေကဗုဒ္ဓသအက္ခတဝကမာတာပိတုကိုရောတတဓမ္မဒေသကသနာယကဣမေတတမဟာကုဏအဟဝန္ဒမိတပရဗုဒ္ဓသသေသာလေးပါးမြတ်တရားကိုသိမြင်တော်မူသောဘုရားရှင်ကိုရောမြတ်သီလကောင်ဒီကနေ့ဒီပြညာတဲ့အမဘုရားပေါင်းကြီးတို့ဒကမတွေကတခွလို့ဒကမကဒကာတွေကအဲ့ဒီဘုရားကြီးတဲ့ဒကာတဲ့အဖို့မရတဲ့ပုံတွေ AI ကြီးပညာနဲ့လုပ်နေတယ်ဒကာတွေလည်းသလို့စိတ်နဲ့ဘာလုပ်လဲဆိုလို့စိတ်အဲ့ဒီ AI ကြီးပညာနဲ့တော့ software ကလူရက်နေရင်လည်းအဲ့ဒါကိုစကားဖတ်လိုက်တာလေအဲ့ဒီဘုရားကလူလက်စွတ်တာလက်စွတ်ပြီးတော့အဲ့ဒီဟာတွေကဒကာတဲ့အကုန်လုံးမဟုတ်တာပဲမသိတော့တဲ့အရာတွေကိုဒီကနေ့လောက်ကြတယ်ဒါကြောင့်မလို့လောကရကြီးကသိကြောက်เสียကောင်းတယ်ဒါကြောင့်မလို့ရှေ့စာဆိုရှိရတကြငါတယ်တင်တဲ့ကကြောင်စားကြံတဲ့ငါမှာပါဖြစ်တယ်ဖယားတင်ပဲတဲ့ဒါရှေ့တပေါင်းတယ်ရတကြငါတယ်ဆိုတာအဲ့ဒါဘုရားဆယ်လောက်တဲ့ပုံကိုယ်တွေကိုဦးဇင်းကမေးကြည့်တယ်အဲ့ဒါဒကာကြီးတရားကိုပြောပြဦးဇင်းတဲ့ဆယ်လောက်လို့တို့စကားလေးလို့အဲ့လိုရက်တာနဲ့ရက်တက်လေးရှိတယ်ငါးလေးပါလေးတွေရရင်အဲ့ဒီပေါ်ကောက်တယ်လာလိုက်တာအောက်မှာဆင်းလိုက်ဆယ်ပေါက်မှာပိတ်တဲ့ငါးလေးတက်လာတဲ့ငါးလေးအဲ့လိုတင်ထားတဲ့ငါးကိုပါပြင်တယ်တင်ထားတဲ့ငါးလူလေးကြောင်ကစားတယ်တဲ့ဒီသဘောမျိုးပဲလောကမှာငါးပါးသီလလောအောင်ကြိုးစားငါးပါးသီလမလို့ရင်ကြောင်စားမယ်စဉ်းစားကြည့်ဟမ်ဟိုပဲဖြစ်လိုက်တာလူတွေတတ်တော့လဲလေဦးဇင်းတို့ရန်ကုန်ရေဝေးလို့တရားမျိုးဟိုမကြမီရလောကတဲ့3ရက်လောက်ကရွာတခါတည်းဆုံးလို့ကွာရန်ကုန်မြို့ဟိန်းနာပဲလူတွေတော်သေးထားတာအဲ့ဒါတောင်ပတ်တဲ့လောက်ရှိတဲ့နေရာလေးကူလေးတွေပြတယ်အဲ့ဒါလေးတွေမင်းကြီးတယ်တခါဘလောက်လောက်ရှိတယ်ဆိုဦးဇင်းနဲ့အဲ့ဒါမြေရ9သိန်းအကုန်ကိုလက်သေးဆို10သိန်းလောက်ရှိတယ်အဲ့ဒါဟိုဘက်ကိုတက်ကြည့်လိုက်တော့ဟိုဘက်မှာကူတွေနဲ့အမောတွေနဲ့အဲ့ဒါဆိုဦးဇင်းသိန်း50တဲ့ဒီလာတော့မနော်မလို့ဒါကခမ်းမလေးမေးလိုက်တော့ခမ်းမက2သိန်းဝယ်ဦးသိန်းနဲ့ဒီကြတဲ့မသားတခါလဲဆိုရင်ဦးသိန်းက2သိန်းဝယ်ပြရတယ်သူတို့တောင်းတဲ့တိုင်း9000 8000ပေးရင်တော့အရှိမထက်ပြတာပဲနောက်ကဂျင်းကောင်းနဲ့ဆွဲထုတ်လိုက်ရတယ်နောက်ကပေါ်မှာတော့မိဘကတော့တက်ပြနေတာဘာလဲတက်နေလားမသိဘူးနော်လောင်းနေတယ်တော့တင်နေတာအနောက်မှာလောင်းကဆွဲထုတ်လိုက်တာပြီးလို့ဆိုလို့ဆိုရင်တော့ဦးသိန်းကမသားဟိုက်ခဲနေတာရွှေသွားပါလားလို့ရွှေ
သားပိုင်အနှုတ်ခံရတယ်ဒါကြောင့်လောကကြီးဘယ်တော့ကြောက်เสียရအောင်ဒါကြောင့်မလို့ခဏပြောတော့ရတ္တကြံငါတင်နာမသီလလောအောင်ကျိုးစားမလုံတဲ့ပုဂ္ဂိုလ်တွေဘာဖြစ်လဲကိုဗစ်မှာတစ်ခါသေးတယ်အားတစ်ခါကိုစစ်မှာတစ်ခါသေးတယ်အခုကလေးနှုတ်လို့သေးတယ်ပြီးတော့မော်ရီယာရည်ကြီးလို့သေးတယ်သတ္တဝါတွေဒီမောင်မြေမှာတကယ်သိကောက်ရင်လူနေတော့လူကိုသိန်းတော်လောက်သိန်းကနေပြီးတော့တော်ကိုသိန်းတော်မှ40သိန်းလောက်ပြသွားမယ်သိနေကြတာကိုမြင်တာတွေရောမမြင်တာတွေရောဘုရားတော်ကလည်းရတယ်အာနာသိပြီးတော့ကိုဗစ်ကအပြည့်ဆရာဝန်တွေကစီရီယံလုံးတချို့တွေကလေးတွေမီးဖွားရင်းနဲ့ဆရာဆရာမတွေမရှိတော့နောက်သမလည်းကြီးဆရာတွေလည်းမရှိတော့ဆရာမရှိတဲ့ပြာနာတွေကနေပြီးတော့အဲ့ဒီမီးဖွားမဲ့ပုံစံတွေကိုလုံးအစမပြေတော့ဘာဖြစ်လဲဆိုခလေးအယောက်300လောက်ရှိတယ်တဲ့ဘာလေးစေးအောင်လားဒါကြောင့်ဘယ်လောက်ကြောက်စရာကောင်းလဲလောကကြီးဒါကြောင့်တတကြငါတင်တရဏဂုံနဲ့ငါမသီလတီးအောင်ကြိုးစားမတည်ရင်တော့ဘာဖြစ်မလဲမတည်တဲ့ငါကြောက်စားခံရမယ်လားပြင်တာတဲ့တပတ်သီလလဲတာကဦးဇင်းတို့တော့လေကြာကြာချင်းကြံသေးတယ်အဘွားဘာဖြစ်လဲဘုရားတော်စဘာများဟောတော့ကအဲ့ဒါတင်းတဲ့လူတင်းတော့မောမှာကတဲ့ဇလုံးတိုက်အခုကဇလုံးတိုက်နေတာနော်ဇလုံးနဲ့ဆွဲချလိုက်လို့မတည်တဲ့ဟာတွေဘာဖြစ်လဲနောက်တစ်ခါပေါ်မှာမောက်ထရအကောက်ကောက်ဝင်တာပြန်လာပါမှာအခုကဇလုံးတိုက်နေတာဒါကြောင့်မလို့တရဏဂုံဒီတတ္တဝါတွေဘဘသတ္တတေကြအောင်မယ်နောက်ဆုံးတရဏဂုံလေးနဲ့တီးမယ်ငါးပါးသီလလေးနဲ့မြဲတဲ့ပုဂ္ဂိုလ်ဆိုပါဖြစ်မလဲသမာဓိဝနတ်နှကောင်းလေးกินမယ်တဲ့ဒါကြောင့်ဗုဒ္ဓပစ္စေကဗုဒ္ဓသာဗုဒ္ဓသာတသလေးပါးမြတ်တရားကိုသတ္တတေပိသိဉ္မေသောဘုရားရှင်ကိုယ်တော်မြတ်သီလကပစ္စေကဗုဒ္ဓသာပစ္စေကဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်တော်သီလကဓမ္မနဲ့ကပစ္စေကဗုဒ္ဓတဲ့လောကမှာခင်မုန်းကြီးတယ်အပြင်မှာလည်းပုဂ္ဂိုလ်တွေတယ်ပစ္စေကဗုဒ္ဓဆိုတာဘုရားတော်သာသနာတွေပပြီးတော့အရာတူနဲ့ကြားထဲမှာအကျမ်းနဲ့ပြပြီးတော့အဲဒီလောကိကဘာမျိုးရရင်ပါဖြစ်တယ်အဲဒီလောကိကဘာမျိုးမှာအဲဒီပစ္စေကဗုဒ္ဓတွေပွဲဒါပေမဲ့တော့အဲဒီပစ္စေကဗုဒ္ဓတွေကတော့စုပိတ်အကုန်ပြည့်တယ်တဲ့သက်သာလေးပါတော့သိတယ်ဒါပေမဲ့လည်းအဲဒီသက်သာလေးပါကိုပြန်တော့မဟောနိုင်ဘူးအဲ့ဒါအဲ့လိုပစ္စေကဗုဒ္ဓတွေကိုလည်းမဖြစ်နိုင်မပြင်မရဘူးဗုဒ္ဓပစ္စေကဗုဒ္ဓသအာရဟကိလေသာအရောကုန်ခန်းတဲ့ယဟန္တာတွေအဲ့လိုယဟန္တာတွေကိုလည်းမဖြစ်နိုင်အပြင်မှာမဆောင်ရဘူးတဲ့ဒါဆိုမြတ်ကဟောတာပြီးတော့ဟောမဟာပရိနိဗ္ဗာန်တော့သူဗရယာကြီးကိုဟောတဲ့တယ်အရိယာအနေနဲ့ကမတ်ကောမဂ္ဂင်7ပါးအကျဉ်းတရားကျင့်သုံးနေကြမှာဖြစ်လေအတုံညောအရဟတောတဲ့ယဟန္တာဆိုတာဘောရောမစိတ်သုံးဘူးညီမကြီးမရိတ်တာတွေအများကြီးတရားပြတယ်အများကြီးဘုရားကဒုဒေသဝေနပုဂ္ဂိုလ်တွေတရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေအများကြီးလို့ဒါပေမဲ့လို့အဲဒီတော့တရားရှိတဲ့ပုဂ္ဂိုလ်သောတာပန်သာရကနာဂယဟန္တာဆိုတာတကယ်အားထုတ်တဲ့ပုဂ္ဂိုလ်တွေပဲသိနိုင်တယ်သူတော်ငါလောကိလေသာတို့တဲ့ပုဂ္ဂိုလ်တွေတော့မသိနိုင်ဘူးဒါကြောင့်မလို့အရဟတယဟန္တာရှင်သူမြတ်တော်သီလကအာဂတဝကသလဝေယလယယအာဂတဝကမဟာတောကမောတော်သီလကနောက်တကနမလေးကအာဂတဝကမဟာတောကပြီးတော့မဖြစ်နဲ့ဘာဂတိတောကတဲ့အတ္တိတောကတွေကိုလည်းမဖြစ်နဲ့အပြင်မှာမဆောင်ကြရဘူးတဲ့ဒါကြောင့်ဘုရားအာဂါရဝဘုရားကိုမယုံမသိမလောက်ပါဘူးဘုရားတော့ဟောမိုးထဲမှာအကြောင်းတစ်ခုရှိတော့အဲ့ဒါရံကုန်ရောက်သွားတာဒီလိုများပေါ်တက်သွားတဲ့အခါကျတော့လူတော်တော်များများကြီးဘုရားဘောကိုလာကြတယ်နော်တောက်တတ်တဲ့ရေတို့စားတတ်တဲ့မုတ်တို့အထောက်လိုက်ပဲအဲ့ဒါဘုရားကဘောစင်မီတို့ရေချမ်းတို့ဒီကနေ့ကတော့လွယ်လွယ်လေးပဲလားရေတတ်ဘူးလူပဲဝါလာရဲ့အဲ့ဒီတော့ဘိုးလေးဖုံးပိန်ကတ်တော့ရေကတ်လို့ရတယ်ဒါပေမဲ့တရားမပါဘူးနော်စားကြရတွေနဲ့လူကိုယ်တော်တခါလဲအဓိကထားပြီးတော့တက်သွားတာအပေါ်ရောက်တော့ဗာပဲလားဘုရားပဲလဲပြီးတော့တက်တော်လေးစော့တယ်ထိုင်ကြည့်ပြီးတော့ဩဘုရားပေါ်မှာ
အဲ့ဒါဘုဒ္ဓအဂါရဝနော်မတမအဂါရဝဖြစ်တယ်တကယ်ဆိုလို့ဖယားသွားတယ်တော့ဖယားသွားတယ်တော့ဘာလို့မလို့တော့စီမီလေးအမွေတိုင်းလေးဒေတာဘူးလေးတဘူးလောက်ဝယ်သွားလားစီမီလေးတော့အမွေတိုင်းလေးတော့ပြီးတော့ဒေတာဘူးလေးနဲ့ကတ်လိုက်ဘလို့ကုသိုလ်ရအခုတော့အဲ့လိုမဟုတ်သွားလိုက်တဲ့သွားကလည်းနမလေးရလာတယ်ဖယားဘူးတဲ့ဖယားကဖူးတာဘူးတဲ့တမန်ရိုက်တော့ဘလို့ရိုက်တယ်ဖယားကနောက်မှာကိုမျက်နှာကိုပေါ်ရိုက်တာနော်ဟိုကျွန်တော်ဘုရားမလူတော့ဘယ်လိုလုပ်လဲဘုရားရှိမှာကိုပါလေးကိုဘုရားမလေးကိုလဲပြီးတော့ဘုရားကမပြရလဲနောက်ကအယိုးရမယ်တွေ့ရတယ်ဘုရားတော်ဗမာလေးမှာအများကြီးပဲပြောင်းလဲနေတာပျက်စီးနေတာဒါကြောင့်မလို့ဟောဒီအာဂါရဝဘုရားကိုအာဂါရဝမလုပ်ပါနဲ့တဲ့ဒါမင်းအာဂါရဝတရားကိုမယုံသေးမလေးမသားမလုပ်ပါဘူးဒီကနေ့ကတော့မဖြစ်လဲတရားတွေကိုတစ်ချင်းလို့ဆိုတာနော်တရားတွေကိုတစ်ချင်းလို့ဆိုတဲ့ပုဂ္ဂိုလ်တွေတရားကိုသောကရတဲ့ပုဂ္ဂိုလ်တွေဒီနေ့ဒီပေါ်လာပြီလောကရတိကမျက်စိဘုဒ္ဓပန်းလာဖန်တီးလာကြဒါကတန်ခါရလာတော့တန်ခါဆိုတဲ့နေရာမှာလည်းမဖြစ်လဲကိုယ်လိုကိုယ်ကြိုက်လိုက်ကောင်းတယ်အဲ့ဒီဘုန်းကြီးအဲ့ဒီတန်ခါကိုယ်လိုလည်းမလိုက်ကိုယ်ကြိုက်လည်းမလိုက်ဆိုမှဖြစ်လဲမကြိုက်တော့ဘူးတဲ့ဗမာလူမျိုးကဟိုဘုန်းကြီးကိုယ်ပဲတော့မှဖြစ်လဲအဲ့ရလူကားကားလို့ပဲဒီနောက်ထိုင်ဆိုထိုင်ဟိုဘက်လေးကဟိုကမဆိုမအဲ့လိုမျိုးတွေကလူကားကားဆိုတော့ဘုန်းကြီးကိုတွေ့တာဘုန်းကြီးရဲ့အကျင့်သီလဘုန်းကြီးရဲ့သာသနာ့ဘုဆွမ်းဆောင်ချက်ဒါတွေကိုကြည့်တော့ဘူးနော်အဲ့ဒီဘုန်းကြီးကထိတ်တွေဟိတ်တွေနဲ့ဘယ်လောက်ရှိသလဲဒီလောက်ပဲကြည့်တော့အတွင်းဧဒရာသီလတရားကိုကြည့်တော့ဘူးတဲ့ဒါကြောင့်မလို့ပါဖြစ်လဲတာဃာတွေကလည်းအသိမင်းတွေဒီကနေ့ကြည့်ပြီးတော့ကရကြီးကဂါရဝတွေကိုတကယ်ပညာတတ်တဲ့တကယ်ကလူကရဝကြီးတဲ့ဆရာတော်တွေတခုမှထောက်လို့ပြောတော့ဘူးနော်ဟာလည်းမဟာဘူးဆုံးလည်းမဆုံးပါတော့ဘူးဘာကြောင့်လူတွေနားမထောင်တော့ဘူးတဲ့သူတော်ကအဆုံးမှသူတော်ဟောစကားကိုနားမထောင်တော့ဘူးဒါကြောင့်ဘုရားအာဂါရဝဓမ္မေအာဂါရဝတန်ကြီးအာဂါရဝတဲ့ယရဏသုံးပါးပေါ်မှာအာဂါရဝမလုပ်ပါနဲ့ဒါကြောင့်အာဂါတဝကသအာဂါတဝကမဟာတဝကမဂတိတဝကပေါင်းလို့ဒီလာကောမာတာပိတုမာတာသအမိဒီလာကောပိဋ္ဌသာဖတ်ဒီလာကောနောက်တစ်ခါနှစ်ခုကအမေတို့ဘေတို့ပေါ်မှာလည်းပါဖြစ်တယ်မယုံမသိမလေးမသားမလုပ်နဲ့တဲ့ဒီနေ့ကကြီးကအကြောင်းတရားတွေမှာဆိုတော့စေမင်းများပါများပေါ့ဒါတမှုလေးသားမှုကာရဝတွေလည်းမရှိကြတော့ဘူးလောကကြီးအငယ်ချင်းပေါင်းတကယ်ချင်းတို့တွေတကယ်ချင်းတို့စားကြတာဘယ်တော့ငယ်ငယ်ရကြီးပင်းတယ်ညာညာမိုးကြောင့်ပြီဆိုတော့တဲ့ဘုရားရှိခိုးရတာဘုရားရှိခိုးပြီဆိုတာနဲ့အဲ့ဒါတိုင်းလိုက်မသွားမိမှာငယ်ငယ်ရဘုရားရှိခိုးပြီးဖိနှမေယုကတော့ဖိနှမေကတော့ပြီးတော့တဲ့အဲ့ဒါညီကိုမောင်တော်မတွေနော်အမကတော့ပြီးအကိုကတော့အဲ့လိုတက်စီပြီးတော့ကတော့ရဒီနေ့ကတော့ရှိမှာမဟုတ်ဒီနေ့ကတော့ပို့ဆရာကြည့်တာတွေပို့စားကြကြည့်တာတွေစပြီးတော့ဗာပြတဲ့လောဘဒေါသဒီကုန်းနဲ့နှက်နေပါပြီးတော့ပြေးကြတယ်ဒါကြောင့်မလို့သူကရိယာဘုရားမလွယ်ဘူးဒါကြောင့်မာတာမင်းတို့မာတာသာမေတိလာကမင်းတို့သာဗတိလာကဘောရောသာလင်းမြတ်ပြုတဲ့ကောသောပုဂ္ဂိုလ်တို့တိလာကဒါတကူကအလင်းမြတ်ပြုတဲ့ပုဂ္ဂိုလ်တွေတဲ့အဲ့ဒီပုဂ္ဂိုလ်တွေမှာလည်းပါဖြစ်တယ်အာဂါရဝမလုပ်ပါနဲ့တဲ့တဲ့အတာကြီးတဲ့ပုဂ္ဂိုလ်တွေလာရင်ပါပြောတယ်ဟာဟဲ့နေမြန်လို့အဲ့ဒီလိုလာရင်ရှေတော့မရဘူးပြီးတော့မြန်လို့ဒီကြတဲ့ရှိသေးတယ်အတာကြီးပါပြီဝေးနေလိုက်ပါနားလိုက်ပါဘာဖြစ်တာညာဖြစ်ပါသေးဘာဖြစ်လဲပယ်ထုတ်လိုက်ရဒီနေ့ဖြစ်လာအဲ့လိုကြီးတဲ့ပုဂ္ဂိုလ်တွေတပါးကြီးပုဂ္ဂိုလ်တွေပယ်လိုက်လို့ငယ်တဲ့ပုဂ္ဂိုလ်ကဆွန်လာဆိုတော့အဲ့ဒီပုဂ္ဂိုလ်တွေဘာမှသွားတယ်ပါလေတပ်ဖို့ပြဖို့အသားစားဖို့ကြော်ဖို့ရှင်ဖို့ဒီလောက်ပဲတန်တဲ့လောက်ကြတော့ဘာဖြစ်လဲကြောင်းတော်ကတ္တရနေနေဟောတော့ပါလားဗိုင်သားလေးမှများလိုက်တော့စားတဲ့နေရာနဲ့ပျော်တဲ့နေရာမှာပဲတဲ့ဒါကြောင့်မလို့ကြီးတဲ့ခဲ့တဲ့ပုဂ္ဂိုလ်တွေကြတော့ဘာဖြစ်လဲအန္တရာယ်ကြီးလို့ဖြစ်လာတယ်ဒါကြောင့်မလို့အဲ့ဒါတွေလည်းမမပြေမောင်ပြောင်းကြခြင်းရဲ့အကြောင်းတရားတွေပဲနော်တဲတဲ့ကလူကြီးဆိုတာဘယ်နေရာမှမပါတော့ပါလာရင်လည်းဘာဖြစ်လဲသေဘောကြောမလို့ထင်ကြဖြစ်လာတယ်လောကကြီးကရှင်းတော့ကတော့ဘာဖြစ်လဲတကြီးတကတက်ခဲ့ကြအခုကတော့တကြီးတကဓမ္မပြောရင်ဘာဖြစ်လဲဒီလူကရှင်းတဲ့တုံ့နဲ့တက်တဲ့ဒီလိုဖြစ်လာတယ်နော်
ဒါကြောင့်ဘုရောစလေမြတ်ကျွတ်တိုင်းသောပုဂ္ဂိုလ်တို့သီလကောသာသာသောကိအာတိဘေဇာတဘေဇာကိုတင်ကြကကိုသောဆရာတခင်ကျေသူရှင်ပေါင်းတို့သီလကောဒါတဘောပါလေခမင်းတို့ပေါ်မှာတော်သေးပြတာတဲ့ဆရာတဲ့အဲ့ဒီဆရာဆိုတာလည်းအများအားကြားနေရအကယ်လို့များကြိုက်လာကြည့်မလားတည်းတည်းလေးလက်လုံးချက်တော့ပြည့်တော့ကလေးကတည်းတည်းလေးအရှိုးရလေးတည်းတည်းလေးပြင်းသွားရပါမယ်ဘာလို့ကလေးကိုရိုက်တာလဲဘလို့ပုံစံမျိုးနဲ့ရိုက်တာလဲဘာဖြစ်နေလဲပြုတ်သွားကြလားတိုင်လိုက်ရမှာဆိုတော့လူတွေကြီးပဲဘုရားတော်ကကြရဆိုလို့ဆိုရိုက်တာဘလောက်ရိုက်လဲဆိုတော့လက်မပုတ်သွားတယ်ကိုမိဘဘာခေါ်မှပြောဒီကနေ့ကတည်းကဆိုတော့အဲ့ဒါအဲ့လိုရိုက်တဲ့ပုဂ္ဂိုလ်မျိုးဆိုတော့ကျင်းနေတဲ့လူကြီးမှာရော်ချင်းပေးလက်မထူပါအားကြောင့်မလို့ဆရာဆိုတာလည်းပါပဲမကြောက်တော့ဘူးတဲ့လောကမှာတတ္တဝါတွေကမျက်စိစိတ်တန်လာပြီဆိုတော့ခင်မုန်းကြီးတရား10ပါးဆိုတာနားမလည်တော့ဘူးဒါကြောင့်မလို့ဓမ္မဒေသကနံပါတ်9ကတရားဟောတဲ့ပုဂ္ဂိုလ်တရားတဲ့ပုဂ္ဂိုလ်ပေါ်မှာလည်းမမြင်တယ်ဂါရဝနိဝရဏတွေမရှိတော့ဘူးအဲ့ဒါဘုန်းကြီးကလူတွေအကြိုက်မြောက်ပြီးတော့ပြောရပါမယ်ကောင်းတယ်ဘုန်းကြီးကဒဲတို့တွေပဲခွတ်သွားတော့တရားကွဲလူပြောနေတယ်လို့ပဲဆိုတာဖြစ်တာအမှန်တော့တေလူဆရာတော်ပြောသလိုပဲအမှန်တော့တိုက်တာတော့စီးပဲဒါပေမဲ့လို့ဘာဖြစ်လဲကိုကယာနာရှိတော့အဲ့ဒါယာနာတဲ့ကိုစားရပါတဲ့အရာမျိုးကတတ်တိတော့ဘာဖြစ်လဲစက်တာတဲ့ဒါကြောင့်မလို့ဓမ္မဒေသကတရားဟောတဲ့ပုဂ္ဂိုလ်ပေါ်မှာလည်းဘာဖြစ်လဲကာရဝဏိဝတ္တတွေမရှိတော့ဘူးတဲ့အကြောင်းဆိုတော့ဆိုရင်ရှိတယ်တရားမနာဘူးလားဆိုတော့အိုးအိမ်ကကြားရတာပဲအဲ့တော့အိမ်ကကြားရတယ်ဆိုတော့အိမ်ကကြားလို့နားလဲဟာလဲကာရဝပြုကိုယ့်အတက်ကိုတွေးကြည့်လေဘဝကြီးအဲ့လိုပေါ်လာတော့နော်အဲ့တော့ဒီကနေ့ဖုံးနေဒီလိုဟာတွေပေါ်လာတယ်မကောင်းဘူးဗမာလူမျိုးတွေပြည့်စည်ခြင်းအကြောင်းတရားပဲလူတွေကကာရဝဏိဝတ္တတွေမရှိတော့ပြီးတော့လဲလောကကြီးကပျက်စီးဖို့တဲ့ကိုပဲသွားတယ်ဒါကြောင့်မလို့ဓမ္မကဝဓမ္မနေသကတရားဟောတရားပြတဲ့ပုဂ္ဂိုလ်တွေမှာဘာဖြစ်လဲဝေဖန်ခြင်းပုတ်ခတ်ခြင်းဆော်ကားခြင်းမလုပ်ပါနဲ့တဲ့နောက်ဒါကနံပါတ်30ကဒါယကသအာသာယေသပိဒသောပုဂ္ဂိုလ်တို့၌တော်လာကောအာသာယေသပိဒပုဂ္ဂိုလ်တွေကဘာဖြစ်လဲဒါယကတဲ့တချို့အလိုလာတယ်စားတယ်အလိုကဘောသားလေးတော့ကောင်းတယ်ကပိချက်ကငါလာတော့ထမေးရမာလာတော့သွားပြီနော်အဒီကိစ္စတွေလည်းတော်တော်ရေးကြည့်တယ်အလိုလာရင်နေလေးစားဟိုတဲ့ထားလို့ကောင်းရင်စားလို့မကောင်းရင်လည်းဟိုကလည်းတော့ဒါလေးပတ်တယ်မြင်နေတော့လိုကဘာမဲလဲကြမဲလဲဆိုအဲ့ဒါသွားပြီနော်ခေမုန်းကြီးကိုပြင်မာလာတဲ့အတူတူပဲတဲ့အဲ့ဒီလိုခေမုန်းကြီးတွေကိုပြင်မာပြီးတော့စားရပါဖြစ်သွားပြီကိုစားတဲ့အရာတွေကတော့ကိုယ်ကံတာကိုအာဟာရဖြစ်မယ်နဲ့အစိတ်အပိန်းတွေပဲဖြစ်မယ်ဒါကြောင့်မလို့လောကမှာမကြမရတဲ့ခေမုန်းကြီး10ပါးဗုဒ္ဓမြတ်စွာဘုရားတတကဓမ္မနေကပစ္စေကဗုဒ္ဓနံပါတ်3ကအရဟယဟန္တာနံပါတ်4ကအာဂသဝကသအာဂသဝကမဟာသဝကပကတိသဝကဆိုတဲ့သဝကတို့၌တော်လာကောနံပါတ်5နဲ့နံပါတ်6ကမာတာပိထုအမေတို့ဘယ်မှာပါဖြစ်လဲမပြမရဘူးမစော်ကားရဘူးတဲ့ပြမကြမယ်စော်ကားကြမယ်ဆိုရင်တော့နောက်လာအောင်မှနေတဲ့ဟာလေအာရဒီနေ့ကလည်းတရားသားတွေမှာတွေ့တယ်ဘိုးကျိုးတွေတော်တော်ပြစ်မယ်တဲ့တော်ပြစ်လောက်တယ်ဘာဖြစ်လို့လဲဆိုတော့လောကကြီးကသဘုတ်တိတ်နမိတ်ဆောင်တယ်သဘုတ်ဒီပါလာရတောင်ကျုံအောက်ပါနမိတ်ထွန်းတယ်သဘုတ်တိတ်နမိတ်ဆောင်ဓမ္မလို့ရဲ့အလိုတော်မှာကစီးတာမျောတာမှမရှိတော့တာဒါမှဒီကဒုံကိုဟာအကုန်လုံးအဲ့ဒုံတွေပဲဆိုင်တာစီးတာမျောတာဘာမှမပါတော့အဲ့တော့မကောင်းတဲ့ຢာတွေဘာသာရေးကျူးပါပြောတော့ပါပြီလေဘုန်းကြီးကဆူတယ်လို့ဖြစ်တာတော်တော်ခေါ်ကြတယ်ဒါကြောင့်တော့တခါတလေကြတော့မင်းတို့တွေလာဖျားစင်တွေတော့ကြောက်လိုက်တာပဲကောင်းတယ်အဲ့ဒါငလေနဲ့မြန်ပါသွားတော့အေးရောမဟုတ်ဆုံးမတော့လည်းနားမတော့လောက်လာကြတယ်အချိုးမပြေငဲသွားမဲ့လမ်းတွေငဲသွားမဲ့လမ်းပေါ်တော့လမ်းကောင်းပြတော့ပါပြီလေအဲ့ဒီပြတဲ့ပုဂ္ဂိုလ်မှာဉာဏ်ညွှတ်ဖွဲ့နေတဲ့ပုံစံတွေလောကကြီးဒါကြောင့်မလို့ဘာသာပေတို့ဘုရုံသာနာ
မာတမေနောသမိကိမကိနောနိုင်နောနိုနိုင်တော်လာကောကိုရောတတာကိုရောသာနေမြရွတ်နိုင်တော်ပုဂ္ဂိုလ်တို့နိုင်တော်လာကောတတ္ထာသမိမိတို့ကိုတလုံးတော်ပါတာတော်တင်မြတ်သာကုန်သောဇယတကေနောနေလာကောဓမ္မနေသကာသဓမ္မနေသကာသတရားပြတရားဟောပုဂ္ဂိုလ်တို့နိုင်တော်လာကောဒါယကသမိမိတို့ကိုအစာရည်သာကိုပိဋကကုန်သောပုဂ္ဂိုလ်တို့နေလာကောဣမေသောတတတုမဟာကုလေတုဣမေသောတတတုဤဆေမသောမဟာကုလေတုဂောတတိတို့၌ပြေသောသောပုဂ္ဂိုလ်တို့၌ဘောဂောတို့ဘော၌အာဂရောဇာအာဂရောတပြုလို့ခြင်းသည်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘုံမှာဖြစ်တယ်အာဂရောဝတွေနဲ့မလောက်ပြီးစီတယ်တဲ့ဒီနေ့ကလေးလေးလောက်တယ်ဟုတ်လားရေတွေကြီးတယ်လောကတွေဖြစ်တယ်အစစ်တွေဖြစ်တယ်ရာရာအားလုံးမှာလူတရားပေါ်မှာထုံးကြည့်တယ်ဘုရားတို့လက်လေးပဲ၅ကြောင်းလောက်ဆွဲကြည့်ပေါ့တစ်ချောင်းနဲ့ဆိုဘာကောင်မှကောက်လို့မရဘူးတရားလည်းမကောက်ရင်ဘာမှမဖြစ်သေးဘူးနော်မကောက်ကြည့်လိုက်၅ကြောင်းပုံပါမှာအကောင်လုံးကောက်လို့ရလားအကောင်လုံးမကောက်လို့ဖြစ်တာဒါကြောင့်မလို့အကိုယ်ွယ်ခံတွေရောကိုယ်ွယ်တဲ့ပုဂ္ဂိုလ်တွေရောအုပ်ချုပ်တဲ့လူတွေရောမဖြစ်လဲတခုမှမကောင်းကြဘူးအကောင်လုံးကမဖြစ်လဲကိုကျင့်အပေါက်အပြဲတွေပဲတဲ့ကိုကောင်းကောင်းဆိုတာဦးဇင်းတို့သိတော့တယ်ဒါကြောင့်မလို့အရိသေဘဘုံမှာအပြည့်နဲ့တွန်းလို့ကြမယ်ဆိုတော့စိအဲ့ဒီပြည့်ကြတဲ့ဘုလို့ကြတဲ့ပုဂ္ဂိုလ်တွေကယောဒန္တေနအာဒန္တေတုအာဘာဒုတေတုဒုတတိယောဒန္တေနအာဒန္တေတုဘာမြမတဲ့ပုဂ္ဂိုလ်တွေကိုမြမကြမယ်ဆိုရင်အာဘာဒုတေတုဒုတတိဘာမြမတဲ့ပုဂ္ဂိုလ်တွေကိုမြမကြမယ်ဆိုရင်ယောဒန္တေနအာဒန္တေတုအာဘာဒုတေတုအမြမတဲ့ပုဂ္ဂိုလ်တွေကိုမြင်မှကြမယ်ဆိုရင်တတသုအေညတရတနကိမမေဝတိကိသတိအမြမတဲ့ပုဂ္ဂိုလ်တွေကိုမြင်မှမယ်ဆိုရင်စေဘသောအပိဋ္ဌတို့ကိုကြာရောက်ကြလေကုန်၏ဝေဒနာဘာလို့သာသနာမိနံပါတ်1ဝေဒနာဘာလို့သာသနာတိတဲ့ယောဂဝေဒနာတွေစူးစူးဝါးဝါနဲ့ဘာဖြစ်လဲရင်ဆိုင်ကြရလိမ့်မယ်ဒီနေ့ကစဉ်းစားကြည့်လေစီဂျိုးတဲ့အဲဒီစီဂျိုးကလည်းပြည့်ပြည့်စုံစုံနဲ့တေတေကလိုက်တာပဲတေရပြတဲ့ပုဂ္ဂိုလ်ကပြည့်ပြည့်နဲ့ပါပြီလားစီဂျိုးပြင်းပြင်းနဲ့ဒီကတည်းကဆိုလူကချုံပြီးတော့ဒါလေးကဆယ်တဲ့လောက်ကြတော့ဘာဖြစ်လဲစီဂျိုးရဲ့နောက်မှာသွေးကြိုဝင်လာရင်အဲဒီပုဂ္ဂိုလ်တင်းတယ်အောင်ကြောအားနေမသိမကြဘူးဂိမ်းတာဟောတော့ငယ်ဆရာတော်ကဒီလိုမျိုးဖြစ်တာဒါကြောင့်မလို့အဲ့ဒီဒီကြောင့်ပဲနောက်ပါပါလေကိစ္စတဲ့ဒီနေ့ဦးဇင်းတို့ပါလေလူတွေစားနေကြတာဟောပေါ်တဲ့ပြီးတော့ရှိသေးတယ်ကြောက်စားစားတယ်အခုခက်မြင်နေတာလေအဲ့ဒီဟာတွေထဲမှာစက်တဲ့အရာတွေကကိစ္စဆဲကိုဖြစ်နေတယ်တဲ့ပညာရှင်တွေကပြောတယ်လူတွေကဘာဖြစ်လဲစားကြတာဘာလာရှာကောတဲ့ဟောပေါ်တဲ့တပည့်တွေကြီးနေတာတောင်းတော့တောမှနေတော့ကြာမှုနာဝနေတော့ရွတ်သွားရင်ဒါတွေကရင်ပါတယ်အဲ့လိုဟာတွေကြစားရင်ဘာဖြစ်လာလဲဆိုတော့အဲ့ဒီပုဂ္ဂိုလ်တွေကကင်ဆာဘက်ကိုတဲ့တယ်ထဲတဲ့ຢာတွေကဘာတွေထဲတော့တက်မှမသိဘူးဒါကြောင့်မလို့စီဂျိုရှိမယ်သွေးလို့ရှိမယ်ပြီးဘာဖြစ်လဲကင်ဆာတဲ့အမေရတဲ့ပဲယောဂတွေများကြီးတော့ဟောမှန်တယ်တော့တချို့ယောဂတွေတော့သိဘာဖြစ်လဲသွေးပြူယောဂအဲ့ဒါတွေလည်းရှိတယ်တချို့ယောဂရောက်ဘာဖြစ်လဲအုံနောက်ကျင်းတဲ့ယောဂတွေဒီနေ့ကယောဂတွေဆမ်းပြလာတာတော့ဒါကြောင့်မလို့ဘုရားပြောတဲ့သေမျိုးအာရိသမျိုးကိုပြမကျိုးတော်ကြမယ်ဆိုလို့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်တွေကျင့်တဲ့အကျိုးပေးမှာနံပါတ်1ဝေဒနာဘနုသာသာနာတိယောဂဝေဒနာဆောဆောဘဝတို့နဲ့ကြုံတယ်ပြီးတော့နေရမယ်တကယ်လို့တော့ဘာဖြစ်လဲကိုရိုနာနဲ့ကြုံရအဲ့ဒါပြီးတော့အခုနောက်ယောဂတွေကအစားတောက်တွေကသတိထားနေရတယ်စားတဲ့အသားသားတွေကကိုယ်နဲ့အစင်မတည့်လို့လူကျူးတွေစားရင်ပါဖြစ်တယ်ယောဂတွေကနောက်မှာကပ်ပါလာတော့ဒါကြောင့်မလို့နမတဲ့ကတာရေနာကဗေဒနာပါဖြစ်တယ်ခန္ဓာကိုဒုက္ခဝေဒနာတွေနဲ့ခံစားရမယ်တဲ့အခုဒီမှာ
ဘယ်လေဖြစ်တော့တချို့ဆိုပေါင်ပြတ်သွားတယ်တချို့ဒီနားလေးကငုတ်တူလေးပဲရှိတော့လေရှင်းတယ်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘုရားဘလို့ရှင်းဆက်ကြတယ်တချို့ကနှချောင်းလုံးပြတ်သွားတာအရင်တော့နှချောင်းနဲ့အရှင်နဲ့သွားနေတာအခုအတူဖြစ်သွားပြီအဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝစိတ်နဲ့ဒါနေရာမှာလဲဆိုတော့အတိုင်းဘဝမှာကေမုန်းကြီးတွေကိုစော်ကားခဲ့လို့တဲ့ဒါကြောင့်တရိဏနာမေရဏတရိဏနာမေရဏခန္ဓာမှာခန္ဓာကိုယ်မှာယောဂဝေဒနာတွေပြည့်ပြည့်တတ်တဲ့ခန္ဓာရအခြင်းတွေဂုဏမိအာမရဂုဏမိအာမသံအဲ့ဒီဘုက္ကိုဘာဖြစ်လဲဖြစ်တရားဘုရားဘာမှဂုဏ်တွေနေတာမရှိဘူးဟုတ်တယ်ဂုဏ်တက်မလားလုံးလိုက်ဘာဖြစ်လဲဂုဏ်တွေပြတ်နေတာပဲသူတို့ဘာကချင်းမမလားလက်ကုပ်တင်းမလားလုံးလိုက်မချင်းမမို့သူတို့ဘာနှာခေါင်းရှုပ်တရားသူတို့ဘာကဲ့ရဲ့တရားတွေပြတ်ဖြစ်တယ်နောက်တာကစိတ်ဓာတ်ခေမပါပုနာတိနာမလေးကခေဝတိသေမကျင်ပါတဲ့ပုဂ္ဂိုလ်တွေကဘာဖြစ်လဲဘာတော့မှစိတ်တွေကမတည်ငြိမ်ဘူးတဲ့ကြရောက်ကြရတဲ့ဖြစ်နေမယ်လေအဲ့ဒါမှလည်းဆိုတော့မပြင်းမတတ်တဲ့ပုဂ္ဂိုလ်တွေမှာပြင်းမကြတော့တဲ့စိတ်တွေကြအောင်ခြောက်ချလိုက်နောက်တာကနာမကရာသတော်ဝဥပဒကံရာသတော်ဝဥပဒကံမေယမေတ္တမေတ္တာကိုခံရခြင်းဒီလည်းကောကဲနေကြကြည့်လေဟိုဘက်လည်းကြောက်ရဒီဘက်လည်းကြောက်ရအတားလည်းမဟဲ့ရဲ့ဒါကြောင့်မလို့ဘာဖြစ်လဲဆိုတော့ဟိုပရိုင်းဒီခံထားတယ်လို့ပဲနော်စောက်ရည်လည်းစုစားရည်လည်းယူအဲ့တော့ဘာဖြစ်လဲဟောပါလေးပဲကြိုက်တာဗောစုလည်းမစုယူလည်းမယူအောင်ဒါသာတော့ဝဥပဒကမေမေမေတ္တာကာယခြင်းဒီလားကောအာမခန္ဓာဝဒါရုဏံတကြောက်ကဘာဖြစ်လဲဆိုဘာမှမလုပ်ဘဲနဲ့ဘာဖြစ်လဲအဆက်တကွအကျိုးနဲ့ဖြစ်နေကြရတယ်တဲ့အဲကြောင့်ကြည့်လေဘောလည်းဘာမှမလုပ်တာဒါပေမဲ့တော့ဘာဖြစ်လဲလူလောကကြီးတွေကောမလုပ်တဲ့ຢာတွေနဲ့ပဲကိုဘဝကြီးကအဆက်ကြောင့်တရားတွေနဲ့နေပြီးတော့ဆက်နေရတယ်ကြောက်နေရတယ်အဆက်ကြောင့်ဘဝမှာဘာဖြစ်လဲဆိုတော့စေဘာမှမလုပ်ဘဲနဲ့ကိုအဆက်တကွအကျိုးနဲ့နေတယ်ပါရဂယဝညာနေတိဆွေမရှိမျိုးမရှိပဲလူနေရတယ်တဲ့ဒီကိုညီမပြေပါကြည့်လေတတိဘဝဆောက်ရှောက်တယ်ခလေးဆောက်ရှောက်တယ်လူနေရတာပါဖြစ်တယ်ပရိုက်တာဆိုပြီးတော့ဟီးရိုးဖြစ်နေတာဒါပေမဲ့လို့အပြင်ဘက်ကကြည့်ရင်တော့တော်ကောင်းတယ်နော်အတွင်းကြကိုပြန်ကြည့်ကြည့်အဘဝဆောက်ရှောက်ရှိတဲ့နေရာဘာလို့ဒီနေရာကိုရောက်တာလဲလူတွေမျက်နှာတရားခေါင်းပါလို့ပဲလို့ဒီလိုတွေးရကိုငယ်တွေကတော့သူတို့ရိတ်ခိုပြီးတော့သူတို့မျက်နှာတွေယူခဲ့တယ်သူတို့ကိုတော့ကိုကမပေးနိုင်ခဲ့ဘူးလေအဲ့တော့ဘာဖြစ်လဲလူတွေမှာမျက်နှာဘလောက်ခေါင်းပါတယ်မြို့ပေါ့နောက်တစ်ခါတကူကခလေးတွေတကယ်ဆိုလို့တဲ့တာဝန်ယူနိုင်မမွေးနိုင်ဘူးအခုဦးသိန်းကျောင်းမှာကိုယ်လေးတစ်ပါးရအောင်အဲ့ဒါကိုယ်လေးရဖေရလည်းနောက်စမောနဲ့မေရလည်းနောက်စမောနဲ့အဲ့ဒီကလေးရမသိတဲ့နားတဲ့အခုကျောင်းမှာလက်ခံတာဒါရီယာမှာလည်းဆိုတော့လူတွေမေတ္တာတရားခေါင်းပါတာပဲလေဒါပေမဲ့လို့ဓမ္မတွေကတော့ဟာလားအဲ့ဒီအလေးလူရရင်နိုင်ပေါ်လေးတက်သွားရင်တို့ကဘယ်သောကြောင့်မှာခလေးဘလောက်ကိုဘာကျွေးလိုက်တယ်ကျွေးတာတော့ကောင်းတယ်တာလို့ခေါ်စရာကောင်းတယ်ဒါပေမဲ့လို့ဓမ္မတဲ့ကြကြပြန်ကြည့်ရင်တော့မဖြစ်တယ်လူတွေမှာမေတ္တာတက်ခေါင်းပါလာပြီလို့ဒါလေးပြတာဘုရားတို့ကိုဗစ်ဖြစ်ပြီးတော့ဆောင်းပါးလေးတွေကိုဖတ်ရအဲ့ဒီမန္တလေးဘက်ကပဲဓမ္မအိန္ဒိယဘုရားကသားလေးနဲ့ရအဲ့တော့သားလေးရရှိတော့လာမနဲ့ချွေးမလေးရပဲလာမှာပဲလေအဲ့ဓမ္မကြီးကအိမ်ကသိန်းထောင်လောက်ပိုင်နေတဲ့ကိုပိုင်ကားနဲ့စဉ်းစားကြည့်ပါဗျာတစ်ထောင်လောက်ပိုင်တဲ့နေရာမှာနေတဲ့လူဆိုတာဟာလားဘယ်လောက်ချမ်းသာလဲလားအဲ့ဒီကိုဗစ်တွေကိုကြည့်ကြလေးမှာဓမ္မကြီးကဘာလို့လဲသူအဲ့ဒီသားတွေတရားလုံးကိုသူ့ပိုင်ဆိုင်တဲ့ကားတွေကိုစိတ်ကြွရနာတွေကိုတိုက်ပြီးတော့ခါတယ်အကုန်လုံးခွဲပြီးလိုက်ခွဲတော့ပြီးတော့ကိုဗစ်ဖြစ်တော့တေတော့အဲ့ဒီသားနှစ်ယောက်ကတေပြီးတော့မအေးရကြံခဲ့တာ
ကျန်တဲ့ကြောင်ချွေးမတယောက်ကကိုချွေးမလည်းလက်မခံကြဒီချွေးမလည်းလက်မခံကြဒါတော့ဓမ္မကြီးကဘယ်ရောက်သွားလဲဘဝဆောက်ရှောက်ရေးတို့ဗမာတွေကတိတ်ကြောက်စရာကောင်းတယ်မေတ္တာတန်တွေကတိတ်ခေါင်းပါတာလိုချင်တာတစ်ခုနဲ့ရချင်တာတစ်ခုမှမျက်နှာချုံတာလိုချင်တာတွေရချင်တာတွေရပြီးပါပါပြီလေကျေးဇူးတရားတွေဒါဟာကျေးဇူးကံလားကျေးဇူးစားလားနားမလဲတော့ဈာန်ကြီးလည်းဈာန်တယ်ဆော်ကားတယ်လည်းဆော်ကားတယ်ဗမာတွေကအဲ့တော့အဲ့ဒီကမှကြီးအဲ့ဒီဘဝရောက်သွားဒါကြောင့်မလို့နာတဲ့ကောကအကယ်လို့များခေဘုန်းကြီးတွေမှာပြမခဲ့မယ်ဆိုရင်ဆွေမရှိမျိုးမရှိနဲ့ပါဖြစ်တယ်လူဖြစ်ရမယ်အဲ့ဒါတကြီးဘဘတဲ့သိုးတာကပဲလေကလေးသားလျှောက်ရတော့ကလေးတွေကြီးမင်းကလေးတွေရောယောက်ျားလေးတွေရောတင်းတဲ့ခေဆိုနေတဲ့သချင်းလိုပါလားအနာဂတ်ရဲ့တိုင်းပြည်ရဲ့ကျယ်ပွင့်လေးတွေအခုတော့ပါပြီလေကျယ်ပွင့်လေးတွေရဘဝတွေတိမ်မောက်နေကြဒါကြောင့်မလို့ဆွေပြည့်ရုံးကြီးတဲ့လူပြရမယ်ဘောကဝဘောကနဝဥပေကဥပေကရဒါလည်းကောဘာဖြစ်မလဲဆိုတော့ဖြစ်နေရဘဝတိုင်းမှာတဲ့ပစ္စည်းဥစ္စာတွေဘာဖြစ်လဲဆုံးရှုံးကြရလိမ့်မယ်တချို့တွေဒီလေးပစ္စည်းတွေရှားလာအဲ့ဒီရှားလာတဲ့ပစ္စည်းတွေကကျန်သူတွေနဲ့ဆက်ဒါမှမဟုတ်လို့တဲ့ရေမိမဲဆိုတော့ကျန်သူမျိုး၅မျိုးကတော့သူတို့နာမှာရှိနေတာအဲ့ဒီ၅မျိုးတစ်မျိုးမျိုးနဲ့တော့ဘာဖြစ်လဲတွေးကြောင်ကြရတာပဲတဲ့အဲ့လိုတွေးကြောင်ရင်ဘာဖြစ်လဲဘောရှာဝေလာတဲ့ပစ္စည်းတွေကကိုရောတဲ့အဲ့ဒါခေဘုန်းကြီးစဘာကိုပြင်မမယ်ဆိုလို့သိပစ္စည်းတွေဆုံးရှုံးတဲ့ဆုံးရှုံးပျက်စီးတဲ့အာတာဝတ္တအာတာဝေအနာဝတ္တအာဂါရဏိနမကုကအာဒီလိုမျိုးခေဘုန်းကြီးစဘာနဲ့စဘာကျော်စောကားတဲ့ပုဂ္ဂိုလ်တွေကမဖြစ်တယ်ဖြစ်နေရဘဝတိုင်းမမေတို့ရဲ့နေတဲ့အိမ်တွေကမီးလောင်ကျွမ်းပြီးတော့မိခတတ်တယ်တဲ့အခုတော့ကြည့်ပါလားတချို့နေရာတွေလောင်ပြပြီမိလောင်ဘွားလည်းပါပဲလေရွာလေးကဝိတ္တကလုံးလေးပဲကြာနေတာဘာကြောင့်ပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်နော်လက်ဘွားဆိုတာလက်ဘွားကြီးဆိုတာမျိုးကဘုရားတော်ကေရတာကျင်းမကြီးပြောသလိုအကျွေးဟောင်းလဲဆက်အကျွေးတွေလည်းယူနေကြတာအဲ့ဒီကျွေးတဲ့ကလည်းပါဖြစ်လေကုသိုလ်ကျွေးရအကုသိုလ်ကျွေးရအကျွေးတွေယူမှာကလည်းအကျွေးဟောင်းကလည်းကိုယ်တော်လုံးချင်းလုံးပြမလုံးပြအကုသိုလ်လုံးပြောမှာတတ်တော်ပါလေအဲ့ဒီနှလုံးမှာသွားပြီးတော့နေကြရအောင်ဒါကြောင့်နံပါတ်9ကကမ္ဘောကြီးတဲ့မှာပြမတဲ့ပုံကိုယ်တွေကနံပါတ်9ကပါပဲလားမိမိတို့နေတဲ့နေအိမ်တွေကအမြဲတမ်းမေးလောင်ကြပြီးတော့နေလိုက်မယ်တဲ့ကာယတဘေရတောပညာနိရယံသောဥပမေသတိကာယတဘေရခန္ဓာကိုယ်ကြီးဒိဋ္ဌောပြတိကမဲ့ဆိုရင်နေရယဥပမေသတိကရဲ့ဘဝကိုတရားကြနေကုန်၏ဒါသောနံပါတ်10ကပါပြည့်တယ်ကဲဝိဇ္ဇဘာပြမကြတဲ့ပုဂ္ဂိုလ်တွေကနေရယဥပကိစ္စတိတဲ့သိရင်လည်းနေတော့မှာပဲတဲ့ဟိုကျောင်းတင်ကလူတာကကျောင်းတင်ကလူတာတခုရဟန္တာတခုအကုသိုလ်တစ်ခုပဲနော်လာမှာဒါကြောင့်မလို့လောကမှာကံမောจิตတဲ့ဘာလဲကိုအပြင်းမကြဖို့ပဲလို့ဘုရားတရားသာရဏမြတ်သောဘုရားကိုဒီချိန်မှာဦးဇင်းတို့စိတ်ကကြဖို့ပဲဦးဇင်းတို့ဘောရဘာသာလေးမမြဲလားဆိုတာရဏသောဘမြဲလားဆိုတာအဲ့ဒါသတိပေးတဲ့ခါလေးပဲတောက်ခံကြီးဘာဖြစ်လဲခါလေးကလက်ကောင်းလိုက်အမလေးတော့ဘုရားကလာကြွပါပြီဆိုတာရဏသောဘစိတ်ထဲမှာတော့ကတ်လာတာဘုရားကလာကြွပါဘူးဒါဒီလောက်ပဲပြောတာကောင်းတယ်လားတချို့နေရာဒီလိုဆိုတော်စိုးစိုးတွေကိုထားရအောင်တကယ်ဆိုလို့စိသာသာတိတွေကဘာဖြစ်လဲခန္ဓာသုံးပါးကိုတော့အာယုပြုလာရမယ်မင်္ဂလေးလောက်တဲ့ခါကျတော့ခိုင်းတရားပေါ်မှာရှောက်နေတဲ့ကမ္ဘာတရားဦးဇင်းကြီးအမလေးပြဘုရားတော်ကလေးဘုရားကလေးသူကျွတ်တော့ကြားတယ်မြန်မာမြအမလေးပြဘုရားတော်ကလေးကမျိုးအာတေခင်ကြတော့ပဲတေဘောတေဝါလို့နော်ဘုရားတရားကိုကြားလိုက်တာတဲ့ကြံတဲ့အချိန်တွေတော့ကတော့ဘာဖြစ်လဲအချိန်ပေးပြီးတော့လောက်ခိုင်းရင်ဘာလို့လဲဒီလိုချိန်မှာအများကြီးတော့လောကဓာတ်ကိုခန္ဓာရရှိပဲတဲ့ဒါပဲမဲ့လို့ခန္ဓာရရှိအောင်ကြိုးနေလောက်တော့ကြိုးနေတော့မလောက်ခဲ့ဘူးဒီဖို့ဒီဟောရောက်တဲ့ချိန်မှာတရားရက်လို့ရမ်းမှ
ဘာဖြစ်လဲခိုင်ခိုင်ရလောက်တော့အမလေးဖျားဖျားဘုရားသရဏကိတ္တမီဖျားဖျားဘုရားသရဏကိတ္တမီလောက်နေတာဒါပေမဲ့လို့အဲ့ဒီဖျားဖျားဘုရားသရဏကိတ္တမီတွေကကြိုတင်လောက်တာဘုလို့ရည်ကြည့်တယ်ဖြစ်လာမှဖျားဖျားဘုရားသရဏကိတ္တမီကမကြိတ်သေးဘူးဘာကြောင့်လဲဆိုလို့ရှိရင်ဒါမှတော့တကားမယ်ငလေလောက်တဲ့ချိန်မှာတော်ကိုစိတ်ပြတာထပြီးလို့လည်းမရအဲ့ဒါကြောင်းရင်းတာမျိုးတော့ပြီးရင်တော့သိပါပဲလို့အဲ့ဒါပဲတွေ့တယ်ကျွန်တော်လည်းဘာမှအာရုံလည်းမရဘူးကိုလိုနာလည်းကုသိုလ်လည်းတစ်ခုမှအာရုံတော့မရဘူးလားငလေလောက်တဲ့ချိန်မှာဟာငါထပြီးလည်းလုံးမမဟုတ်နေကြီးရလည်းလောက်နေတာဒီကျတဲ့တရားမျိုးလို့လည်းရရင်တော့တင်းတင်းတင်းဟိုကငါတာပရိနေနဲ့ပြီးသေးပါပဲအဲ့ဒါပဲထွေးတယ်အဲ့ဒါကလေးနေမှပဲလူလည်းသိပြီးတယ်မငြိမ်လည်းအဲ့ဒါလည်းပဲသွားမှာပဲပေါ့တကယ်ရောက်တဲ့ချိန်တော့ကျွန်တော်ဗာဖြစ်တယ်ယန္တနာသုံးပါးကိုအာယုံမရောက်ဘူးတော့ဒါကြောင့်မလို့ပြောတယ်ပြင်ဆင်ထားဖို့ရည်ကြည်တာဒါကြောင့်ကမ္မကြီးစေမှာပြင်မာတဲ့ပုံကိုယ်တွေကနံပါတ်1ပါဖြစ်တယ်ယောဂဝေဒနာတွေသုတဝါနဲ့ကြောင်းရမယ်တရိဒတမေရဏကိုလက်ဧကပါဖြစ်တယ်တတိသောကြောင့်နဲ့ကြုံရလိမ့်မယ်တဲ့ခုနဝါမိအဝါဒကောင်းတမလားလောက်တဲ့ຢာတွေကမှဖြစ်လဲဂုံတွေပြတ်ပြီးတာလူကြားတဲ့သူကြားတဲ့မှာမျက်နှာမပြရဲတဲ့ဖြစ်လို့ဖြစ်တတ်တယ်တဲ့တိုက်တဲ့ခေမတိုက်တွေပါဖြစ်လဲကတဲ့ကလေးနဲ့အချို့ကြည့်လေတိုက်တယ်မြဲပြောနေတာသောနေတာကိုကုတ်လိုက်ဒီဖဲလိုက်စိတ်တွေစကားတွေကလည်းမမှန်ဘူးအဲ့ဒါပါလဲဆိုတော့ခေမကြီးပြပါလို့ဒါသာတော်ဥပဒကမင်းရဲ့ဘာဖြစ်လဲမင်းပြမင်းနာကိုခံရတတ်တယ်တဲ့အဘခဏဝဒါရုဏကိုဘာမှမလုပ်ပဲပါဖြစ်လဲအချက်တကွအကျိုးတက်နေတတ်တယ်ပါရခယဝညာတိနေဖြစ်လျာဘဝဆေမရှိမျိုးမရှိတဲ့လူဖြစ်ရတတ်တယ်ဘောဂန္တံဝဥပကေနရံဘဝပစ္စည်းဥစ္စာတွေရေကြောင့်မီးကြောင့်မင်းကြောင့်ဘုဒ္ဓဓမ္မကြောင့်ဒါအလိမ္မာသမီးလိမ္မာကြောင့်ဘာဖြစ်လဲပြန်စည်းဆုံးရှုံးတတ်တယ်ဟောသားသမီးဆိုမကောင်းတယ်ဒါလိမ္မာသမီးလိမ္မာဆိုနားချမ်းလာနာမကတကူကအတ္တအာဂါလာရိအကိဒသတိတဲ့မမေ့နေတဲ့နေအင်းကြီးကဘာပဲလဲဖြစ်လျာဝမိလောင်ကျွမ်းပြီးတော့နေတတ်တယ်နောက်ဆုံးကကာယတဗေဒနာနိတယဥမကိသတိကာလကိုကြီးပြတ်ဆဲသွားမယ်ဆိုရင်ဘာဖြစ်မလဲနေရဥပကိသတိတဲ့အဲ့ဒီပုဂ္ဂိုလ်တွေငရဲရောက်နေတာဖြစ်ပြီးတော့ဒါကြောင့်မလို့ဓမ္မမိတ်ဆွေများမပြင်းမနိုင်တဲ့ပုဂ္ဂိုလ်တွေကိုမပြင်းမမိတဲ့ပညာပြင်းမရင်တော့အတိဆယ်မျိုးကျင့်တယ်လာမယ်တာပြင်တာဒါကြောင့်မလို့ဒီနေရာလေးမှာယန္နာသုံးပါးကိုပြင်းမစော်ကားကြမယ်ဆိုတော့တဲ့စိုးကျိုးဆိုတာမျိုးလေးကိုဘုရားတော်ဗာလေးတော့ဥပမာပေးခြင်းလားဆိုတော့သိမြတ်စွာဘုရားဟောခဲ့တယ်မြတ်စွာဘုရားရဲ့ကိုယ်တော်မြတ်ပြန်ပြီးတော့ဟောခဲ့တယ်သတ်တော်လေးတစ်ခုရှိတယ်အဲ့ဒီသတ်တော်လေးကအတေလေးကောပဝရိနဂရေတနကိနာမရတနာမကရုဏောမြတ်စွာဘုရားရဲ့ကိုယ်တော်မြတ်အတိတ်မှာသူပြခဲ့တဲ့အကြောင်းအရာတစ်ခုပြန်ပြီးတော့ဟောပြအတေလေးအတေဝေသောจิตကာလတော်ကကောပဝရိနဂရေကောပဝရိမြေသောယနာတတကိနာမဒါနကိမြေသောမြေသေးလက်သာမေမြကုံကာရုဏောပြုတော်မူလေဘုရားတော်ဇတ်တော်လေးပါအဲ့ဒီမှာတို့ကြကြတယ်တကြောဇတ်တော်လေးမှာသလောစေရသော်ပြခြင်းကိုမြတ်ကဘေးပြည့်ခဲ့ရဲ့အတိတ်အဲ့ဒီဒီရဲ့တော့ဒါမေနရက္ခကရုဏောလို့ဒီလိုလေးရှိတယ်မကောင်းတဲ့ပုဂ္ဂိုလ်တွေပါလာရင်တော့အဲ့ဒီဓမ္မေနဆိုတာမပါလာတော့အဲ့ဒါလေးကဇတ်တော်တွေမှာထူးခြားချက်နေတယ်အခုဒီဇတ်တော်မှာမြတ်စွာဘုရားကဓမ္မေနဆိုတဲ့ပုဂ္ဂိုလ်မပါဘူးတဲ့ဓမ္မေနမပါရင်အဲ့ဒီပုဂ္ဂိုလ်အာရမေနဖြစ်လို့ဒါပဲတွေ့ရအတိလေကုံမပေါ်တဲ့နဂရေဒါနကိနာမရေသနာမကရုဏောအတိလေနေဝိသကာလတို့ကကောပဝရိနဂရေကောပဝရိမြေသောယနာဒါနကိနာမဒါနကိမြေသောမြေသည်ရေသနာမမေမြေကိုကရုဏောပြုတော်မူလေမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကအတိတ်ဝိသကာလတို့ကတဲ့ကောပဝရိမြေမှာဒါနကိမေထိနှံအောင်ချုပ်ပြီးတော့နေခဲ့တယ်
တဲ့အဲ့ဒီကမဝရီပြည်ကြီးနဲ့မနေဝေသောတောင်းအဲ့ဒီတောင်းကြည့်တယ်မှာဘုရားလောင်းတော်ကတရဘိင်ကယသိကြီးသူကောင်းဆောင်ပြီးတော့သူရဲ့နောက်မှာတာလိုက်တာမေတ္တာပပရကာလဒေဝိနကိတဝေသဒါတကအနုသိတ္တနာရရဆိုပြီးတော့သူရဲ့အောက်မှာယသိပေါင်း10ပါးရှိအဲ့ဒီယသိတွေမှာလည်းတော့နောက်မှာတပည့်နောက်ကသူတို့ရဲ့ပိဿသမဏတပည့်က1000လောက်ရှိတယ်တဲ့အဲ့ဒီဘောရဝရီခေါ်တဲ့ဘောရဝရီခေါ်တဲ့မြန်မာပြည်နေနေမှာပါလောက်လာဆိုတော့အဲ့ဒီယသိတွေကတရားတက်ဖို့လေးတွေစာပြီးတော့တရားအားထုတ်နေကြဒါပေမဲ့တော့အဲ့ဒီတရားထုတ်နေတဲ့ပုဂ္ဂိုလ်တွေကတော့ဘာလို့ဒီဇာတမပတ်ပေါက်လဲဆိုတော့သိလောကီတာဝိညာဉ်ရနေပြီတဲ့အဲ့ဒီပုဂ္ဂိုလ်ဟောလောကီတာဝိညာဉ်ဆိုတာပဒနာပရိသအနေကလေးဟောမှာဒေဝရတွေ့လားဒီလဲဆိုနိုင်တယ်မိုးလဲပြန်နိုင်တယ်တကုလဲပြန်နိုင်တယ်အဲ့ဒီဝရရတဲ့ဟာကအဲ့ဒီလောကီတာဝိညာဉ်ပဲအဲ့ဒါဘုရားလောင်းတော်ကြီးတဲ့ကွာသူ့တပည့်ကြီးကောလောကလောကီတာဝိညာဉ်မြင်နေတာဝိညာဉ်တွေရနေတာဟောအထမတ်ကိုအထမတ်ကိုရဖို့တဲ့ဘာဖြစ်လဲအကျင့်ကိုမရဘူးမရတော့အာရိနာလေးမှာဘောရဝရီမြင့်ကြီးဘေးလေးမှာမြို့နဂါလေးဘေးမှာအဲ့တောင်းနေတဲ့မှာသူတို့သတင်းတောင်းပြီးတော့နေနေတယ်တတိကြတဲ့အခါကျတော့ဘုရားလောင်းတော်သရဘေကယတိကြီးကသူတို့ပဲနေခေါ်ဒါပဲတော့ဒီရမှာယတိပေါင်းစစ်ထောင်လောက်လိုနေနေတာနေရမှာတော့များနေတာလူတွေများတဲ့အတွက်ကြောင့်ဒီနားလေးမှာရေတို့စားတရားတို့ရေကြရဲ့ရှားမနိုင်တယ်ကိုတို့တွေတန်တရားသည်ရွှေ့ပြီးတော့သွားကြတော့ဟာလာသူတို့ပဲတွေကိုဘုရားတော်တော်တော်ဘေကရတဲ့ကြီးကဘာလို့လဲဆိုတော့စေအခြားတရားလေးမှာခွဲပြီးတော့နေကြဖို့ဆိုပြီးတော့လွတ်လိုက်အဲ့ဒါလွတ်လိုက်တဲ့အခါကျတော့သူ့ရဲ့တပည့်တွေတမ်းမှကျတဲ့ပါဠိတရယသိကလည်းမဖြစ်လဲသုလာမှာတပည့်တထောင်ခေါ်ပြီးတော့သူကလည်းနေသက်ရမြို့ရွာတွေကိုသွားကြနောက်တစ်ခါမေတ္တာသမီးယသိကလည်းမဖြစ်လဲသူတပည့်တထောင်ခေါ်ပြီးတော့သူကလည်းတခြားတရားတက်သွားတယ်ပမရာယသိကာလဒေဝိနယသိအာရိမှာထူးကြတာကကိတဝုစယသိတဲ့အာရိယသိကဘယ်သွားလဲဆိုတော့ဒီခုနပြောတဲ့ကောဘဝရီပြေကိုသွားတာကောဘဝရီပြေရောက်တဲ့အခါကျတော့ကိတဝုစယသိကြီးကသူကတော့မလုပ်နိုင်ဆိုတော့ဒီမေနဥယျာဉ်လေးထဲမှာအာရသူကသွားသူပြကြပြတာပြီးတော့သူ့ရဲ့တရားလုပ်ကိုပဲအားထုတ်သူတို့တွေကတော့အဲ့ဒါမြို့ရတွေထဲမှာစားခြင်းသေးရှာပြီးတော့အလောကထွက်ပြီးတော့လူတို့ရဲ့နေရရမှနေကြအဲ့လိုနေတဲ့အခါကျတနေ့ကြတဲ့အခါကျတော့တန်ကြီးမင်းကသူ့ရှိမှာသူ့ရှိမှာပြောပါဖို့တော့ပြီးတော့ခေါ်ရတဲ့နဂရတော်ပြီတဲ့အကြမ်းနဲ့ပြောပါဖို့နဲ့တင်လာတဲ့မျိုးသမီးတရားဟာအဲ့ဒီမျိုးသမီးကပိုင်ရတယ်လေဟာဘောဂရတဲ့ကလည်းတော့တက်ကြည့်လိုက်တဲ့အချိန်ဟာအဲ့ဒီမျိုးသမီးအဆောင်မှာယောက်ျားတွေရိုးဟာဘေကကြည့်ပြီးတော့ငမွေးဆိုတာဒီကောင်မဒီလောက်များလိုက်တာဆိုပြီးတော့ဟာသူမင်းကြီးတရားကိုခေါ်ပြီးတော့သွားအဲ့ဒီနာဂရတော်မင်းတို့ခေါ်တယ်ရှင်းတော့ခေါ်တာကပြည်တန်သာတဲ့ဒီကနေ့တော့ဗာဖြစ်တယ်အဲ့ဒါဟာမကောင်းတဲ့ဟာမျိုးကိုရောက်သွားတာရှင်းတော့မင်းတွေကအကြတိုင်းမင်းတွေကနေပြီးတော့ကုံကြောင်းကုံဝယ်လာရင်အဲ့ဒီပုံကိုယ်တွေကိုဗာဖြစ်တယ်ထိုင်နာဖို့လို့ဆိုပြီးတော့အဲ့ဒါပြည်တန်သာဆိုတဲ့တရားတစ်ခုကိုပုံဆောက်ပြီးတော့ဘယ်ရတတ်တူတာအဲ့ဒါကောင်းရောက်ကောင်းလာတဲ့ပုံကိုယ်တွေဗာဖြစ်လာအဲ့ဒီမျိုးသမီးနဲ့ပြောကြပါကြဟောဒီသမီးကသူလည်းရဘယ်လည်းဗာဖြစ်လဲအခေါ်ကားရအဲ့ဒီလိုမျိုးရှိတာအဲ့ဒါနာဂရတော်မင်းတွေခေါ်တဲ့ပြည်တန်သာမှာယောက်ျားတွေတရားရုံနဲ့တွေ့တော့ဘယ်ရညံမွေးသူလားဒီကောင်မငါ့တော့နည်းနည်းပါလေးဘာမှကိုတော့ဘယ်နဲ့သာလေးမပြေဘူးယောက်ျားတရားရုံနဲ့ဆိုပြီးတော့အဲ့ဒါဘယ်ရညံမွေးသူတဲ့ခါကျတော့အဲ့သူမင်းကြီးတရားခေါ်ပြီးတော့အဲ့ဒီကောင်မကိုအဲ့ဒီတိုက်ပေါ်ကနေချတာနေချပလိုက်ပြီးတော့ခုနပြောတယ်ပြည်တန်သာဆိုတဲ့ယာရုကိုဖြုတ်တယ်
အော်ကမကတိုင်းမှာကနေပြီးတော့ဝင်ရတဲ့နေရာကနေပြီးတော့ဆင်းသွားတော့ဘာလို့လဲဆိုတော့ဆေးပြပြနဲ့အဲ့ဒါနားတော်လေးကိုကိုယ့်ရဲ့ကိုရှောက်သွားတာသိပြီလက်ပြောက်ပေါ့ဒီကနေ့လည်းဆိုင်နေတော့ဘာလို့ကန်ကြီးလေးသွားအဲ့ဒါကြီးလေးကူလိုက်ဒီဟာလေးတောက်လိုက်ပျော်လိုက်ပါလိုက်ပမာလေးဒါနဲ့ပဲဒါလေးစိတ်ကိုစီးကြတာဟိုရေးသားလေးသွားပြီးတော့ဟာတရားလေးအားထုတ်မယ်ဆိုတော့မဖြစ်လေဓမ္မတဲ့ဘူးအဲ့ဒါတိတ်ဓမ္မတဲ့ဘူးပြောတရားရှင်တရားကတက်တဲ့လူလေးရအခုလည်းပဲအဲ့ဒီနိုင်ငံတော်မင်းတွေဆိုတော့ပြည်သာသမကခုနပြောတဲ့ဥယျာဉ်ထဲမှာရှောက်ပြီးတော့သွားရင်ကနေပြီးတော့အမှဘာလုပ်လဲဆိုလို့ဆိုကိတဝိသယသိကိုသွားတွေ့ကိတဝိသယသိကတခြားမဟုတ်ဘူးလို့ရှင်မဟာမောဂလန်နောက်တော်ကြီးတဲ့အဲ့ဒါတပည့်ရလည်းအရှိကြီးမုံစိတ်တွေကလည်းအရှိကြီးလူကလည်းပိန်ပိန်ပါပါကြီးအဝထတွေကလည်းဟောင်းမဒါပေမဲ့တော့လုံးရယောက်ကညညပဲပဲပြည့်မယ်လို့အတွင်းဣဒရာသာနာမှာတော့ပါပဲဒီလောက်ဦးတို့တွေဒီလောက်တော့နားဆင်ကြတယ်အကျင့်နဲ့တအားမြတ်တယ်အဲ့ဒါကပြောတယ်ပြည်သာမကဘောဓိဝိလေချင်းတပည့်ဝိလေချင်းနဲ့ညပဲနေတဲ့ပုဂ္ဂိုလ်ကြီးတွေ့တော့ပါပဲအနာတော်ကြီးကိုသူကတေချာကြည့်ပြီးတော့ဘာသာကလည်းပြောကာလခန္ဒီဒါဒီနေ့ပါပြီလေလူယုံမှပြေလို့ကန်ဆိုးတာလို့အဲ့လိုပြောတာကာလခန္ဒီလူယုံမှပြေလို့ကန်ဆိုးတာအဲ့လိုလူယုံမှပြေလို့ကန်ဆိုးတယ်လည်းပြောတယ်ဘာလို့လဲမင်းတော်လည်းသဘောကြီးနဲ့ဖိကနေထွက်လာတယ်တွေ့တာပြေပြီးတော့သွားတာဘာသာပြီးတဲ့ကလည်းတော့တော့မင်းရပါပြီလေနည်းနည်းလေးအောင်မူးနေတာလည်းပါမှာပေါ့ဒီနေ့ကဟလာမုတ်ကူတာဝေစားမယ်အချစ်ကိုဝေမသားဘူးဆိုတော့အဲ့ဒီစိတ်ဘေးမှာရောက်နေတာအဲ့ဒါအမိုးလေးကလည်းပြည့်ဘုရားဗာပြည့်တဲ့ပြစ္ဆာမလေးကိုလည်းတတိယဝါမှာပေါ့အချိန်တန်လို့အဲ့ဒါမနက်လည်းမိုးလင်းရောပုံဆောင်လေးကထားကြည့်ဟိုဘက်တိုက်ထဲမှာတကားပြိပြီးတော့ဘုရားပြည်သက်သာမောင်းပြီးတော့မင်းကြီးတရားကိုခေါ်တယ်ဟေးမင်းကြီးညာလာဟောဘကအသာဥမရှင်းနေတဲ့ပြည်သက်သာမှာဘယ်ရောက်သွားလဲအာရှင်မင်းကြီးကြီးယာရုပြုတ်လိုက်လို့ပြုတ်သွားပြီလေသူ့ကိုအဲ့ဓာတ်တော်တွေကထုတ်လိုက်ပြီတော့ကွာတနာပါလေသူ့ကိုအဲ့ဒါပြည်သက်သာယာရုပြန်ပေးလိုက်ပြီဘယ်ကအမိုးပြေတော့ဒေါသပြေတော့အဲ့ဒီမျိုးသမီးကိုနေရာပြန်ပေးလိုက်အဲ့ဒါမျိုးသမီးကိုနေရာပြန်ပေးပြီလို့တော့မောချုံတော့တခါပါပြီလားအမတ်တရားနှလုံးသားကြည့်ပြီးတော့ဘယ်ကသိပြီးတော့ကြည့်မရဘူးဖြစ်ကြည့်မရတော့အဲ့ဒီကောင်ယာရုဖြုတ်ဟောကားလည်းယာရုပြောက်တော့ပါပြီလေခုနယာရုပြန်ရတယ်ပြည်သာမကြီးကိုပြန်သွားတယ်တဲ့ဒီကနေ့လည်းဆိုရင်ဟာလားငါတော်တို့မင်းလေးနဲ့မေးရမှာဟဲ့နေယာရုပြန်ရအောင်ဘလို့ရရလေးလုပ်လေဘယ်လိုထဲချက်တဲ့တွေလုပ်လေဒါပဲမိမှာပါနော်တို့မြစ်တာလေးပို့လိုက်မယ်ဘုရားလေးရှိပို့လိုက်မယ်တော်ရင်ဒီကလိုက်မယ်လာမှာမဟုတ်ပါဘူးနော်ဘေးတရားတို့ရရတရားတို့နတ်ကတော်ဆရာတို့အဲ့ဒီကြီးကိုအရင်သွားတာအကောင်လုံးများတော့လို့နောက်ဆုံးခြေပြလမ်းမြောက်ပြီဆိုတဲ့ခါကျပါပြီလေရဏသုံးပါးကြီးကိုပြန်ရောက်လာအခုလည်းပဲအဲ့ဒါပြည်သက်သာမအတမ်းလေးနေရာလူပြောတော့ကဘယ်လိုလုပ်လဲဘယ်လိုလေးညဘယ်လေးပြတ်ပြီးလဲအဲ့ဒါပြည်သက်သာမကိုတမ်းပြီးတော့ပြည်သက်သာမကပြောတယ်တိုးတဲ့ရာလူပြောတဲ့အချိန်မှာစိတ်ညစ်နေတဲ့နာတော့လည်းမှရှိတဲ့ဥယျာဉ်တဲ့ကိုသူချက်သွားရင်လည်းအဲ့ဒီဥယျာဉ်ထဲမှာကာလခန္ဒီတဲ့လူရောမတရားရောက်နေတယ်တဲ့အဲ့ဒီရောမလူရောမကိုလည်းပြောအဲ့ဒီလူရောမကိုဆဲနေတဲ့လူတွေလည်းပြေးလိုက်တယ်အဲ့လိုပြေးလို့တယ်တဲ့ဘယ်ရအမြတ်ပြပြအဲ့ဒါကရရကောင်းတော့အခုပြည်တဲ့တရားလုံးပြန်ရတာပဲအဲ့လိုလည်းပြောလိုက်တော့ခုနမင်းကြီးမကလည်းပါပြင်းတယ်ညာတို့လေးပြန်လို့နေတာကိုညာတို့မှတော့ဘုရားပြောတယ်တရားတော်ရဲ့တပည့်ဖြစ်တယ်ကိတဝိသရဲ့လေးကြီးကိုခုနအမကလည်းသွားပြီးတော့ခါတယ်ကာလကံဒီလူရောက်မှာလေရောက်မှာတွေ့လို့ကန်ဆိုးတာဒီလိုလူရောက်မှာတွေ့ရတာအမတကောမှာတက်တယ်မရှိမင်္ဂလာမရှိလိုက်တာတက်တယ်မရှိတဲ့ဟာကြီးထွိထွက်ဒီလိုတွေ့တယ်သွားတယ်တွေ့တဲ့အဲ့ဒါဘယ်ကအမြတ်ပြည်ပြန်တော့မဖြစ်လဲအတိဘတ်ကိုတခါရာလို့ပြန်ခတ်ပြန်ဓမ္မပရဒမဒါနဝိဒာနေမေသမတိတေ
Anayo naya rumena odi makamya naidadi Kama barana madana kutuka joye minagala Aku tukamya ajo minarome magoroma Uena de medi moya ajonya de meduma de chechu laja kondi sito Anayo naya rumena Nina ni marego nina mama de mino Ode jima de yeyam yeyam zamino Naya rubena jima mi Ayayam le zamino Makam le nina de kukam le nina de mino Ode makamya nida de Ode jima mi yeyam le ko makamya nida de Dila ro le yelo Dara na nuro de yamya jingoro myate Awasa kaun dhamma te menja dhamu ke mame tadi Lakaji ma biasi muda Utti laja misoye Nilwe nima rego Nima lama tena jare Ini umari ji biasi ka nahi nama bine Hobi nila se Laju lalaka ma le balong le Kamaini Allah tu laude melaude dia ada matahari dia bawa mereka turun kau ni si telah masih telah kau tidak kawan tidak jangan lepas laude dia nanti kau nanti aja kere kurang kau masih dah ngapa cek dia lah masih bu cek dia kan hala gule misal laude ada mata khana cek dia aja dia tak kalau ayo mau bunuh dia nanti kau nanti aja kere kurang lalu dia tidak jino Tahu mana bapak ni, sejak sejak dia majak, aku dah bapak. Biasa kau jadi, deh lagu lagi. Aku dah cakap, aja kami dah bila, ada kau jadi bila jadi kan sahona, terus jawab biji mah. Nada ni deh, kau buat kumam mesti buat. Ini sebeli, ngale beli. Jadi dia bila bala me awin. Tahu baik kerana ngamu khabar beri lame. Aku jadi orang meji orang bahasa saya sebeli. Adina nanti orang kau ni. Aku jadi dah. Ini tadi dah tadi dulu ya dia. Mioda bapa benda dah. Pitaji, mama bapa nak. Mama lebih benda lebih mama puno. Ada mioda ni kan, lalu ni orang bapa benda. Sini jadi. Dah jauh malu. Laga jimat tu orang ni. Biasa bola uti laja bi selesai nak apa benda. Nilo ni mana ko, nila lama lo. Tiada deh, aku lewat. Ada pidana sama jual dekat aku, biar naya. Amaga jauh deh, ada amaga jaru biar ada biar le. Tidak itu kan ni lo. Guna amaga biar ni deh. Mereka ni kau malu deh. Kaneka malu dah bila amaga dah malu dah. Homa dah asyik ni aja je. Nalo mereka uih deh mah. Ada kalah gani. Loyo macam yang ni deh. Ada asyik ni aja. Asyik aja lah kau ni dah dulu deh. Adi. Loyo macam ni kalah gani ko ada. Saya. Ruin ni kita filai bah. Ada amat biar biar le bapak. Kalau biar le, kita weda ya tu ini kau tuar. Kau bila kaji ada biar le mana ya biar kalah kali luyong mana tu ni ya tu. Jadi mesti biar mesti dah. Kalau biar le bapak le, mana orang tu buat ni tu ada tuai dah. Tuai le biar malu le tu tuai ya sedai tu taruh ya sedai wah. Ha. Tapi mah, orang itu apa benda? Pilihan tak sogar le, pilihan tak sogar lo, ayah lo, mereka tak sogar le. Adalah dah benda, amat tu dah berguna sogar. Amat le sogar aku, bela dah berguna apa benda? Matam je buat, tu mana sogar? Ada benda kan tidak apa benda, naik lari kajar lo. Kare, awal ni dah, cuba benda ni dah. Dah jauh. Dulu kan le orang ni bicara, dulu biji lu dah mana, dulu biji kau ni tu bila dulu orang bicara. Jadi bapak ni le bapak ni, pagula dia aswah ni,
အဲ့ဒီလိုဘလောက်ပဲကိုကျွတ်တရားကောင်းမကောင်းအဲ့ဒီလိုကြည်ညိုဘာဖြစ်လဲသူဘာလို့လို့အကုန်ကောင်းလဲဆဲနေတော့မှဘာဖြစ်လဲနားရချိုးနေတာဒီလိုဖြစ်နေတာတို့တွေကပစ္စည်းချိန်တက်လာတော့အဲ့ဒါလူတွေကဟာတို့ဘင်းကြီးကောင်းလိုက်ပြီချင်းတို့ဘင်းကြီးလောက်တာမှန်လိုက်ပြီချင်းဆိုပြီးတော့အဲ့ဒါလူတွေကဩဘာတွေဝမ်းပြီးတော့ပေးကြတယ်တဲ့အားဒီတော့လည်းပေးလိုက်ပြီးတော့အဲ့ဒါဘယ်တို့ရတဲ့တွေရဲ့ဦးသီးဦးဆောင်ဖြစ်တယ်သရမေဃယသိကြီးကလက်တွေကတပြောနေလေသရမေဃယသိကြီးကိုကေတဝေသယသိကြီးကိုကောဘဝရီပြေမှာဘယင်းနဲ့တော့ကွာဘယင်းတိုင်းပြည်မှာရှိတဲ့ပုဂ္ဂိုလ်တွေဝိုင်းစော်ကားကြတယ်တဲ့သူတော်ကောင်းကြီးကိုဒီလိုစော်ကားနေတာအရှင်ပြအရှင်ရတဲ့ပြင်မထားပါနဲ့လက်တရားတပြောတဲ့ခါကျတော့အဲ့ဒါဘုရားတော်ကြီးကမလုပ်ရလေသွားသူတော်ကောင်းကြီးဖြစ်တဲ့ကိတဝိဒယတိကြီးကိုကောင်းပါဝင်ပြည်သူဘေးနဲ့တော့ပြည်သူများတွေဝိုင်းစော်ကားကြတယ်ဒါကြောင့်မလို့သရမေဃယတိကြီးကဟာလာကိတဝိဒယတိကြီးကိုတပ်ပြကောဆိုတော့ဘယ်ရောက်သွားလဲခုနဘောရဝရီမေကောင်းနေတဲ့ခါတော့လည်းကိုပြပြသွားတာသောတော်ကသူတော်ကောင်းနေရှိနေတော့ကပါပဲလေကံရကောင်းနေတာတော့အခုသူတော်ကောင်းနေလဲထွက်လက်ထွက်သွားရောတဲ့ဒေဝတာကောက်ပါနေဒေဝနာသာကြကောသောနမနာကောင်းတော့သည်သူတော်ကောင်းကိုပြမသောကားကြတဲ့ပုဂ္ဂိုလ်တွေကိုကောက်ပါနေအမြတ်တော်စိတ်ဆုံးကြလေကုန်၏သူတော်ကောင်းကိုပြမလို့နတ်ကောင်းနတ်မြတ်တွေစိတ်ဆိုးကုန်ပြီတဲ့ဗမာပြည်ကြီးအဲ့လိုဖြစ်နေပြီနော်စင်ကြီးကောင်းတဲ့နတ်တွေစိတ်ဆိုးနေပြီတော့ကလေးဖြစ်နတ်ဘေးတွေဖြစ်ငလေးတွေလောက်အခုဒီမိုးလေးရတယ်ဗာလေပြုတ်လို့မသိသေးဘူးနော်ရကြည့်မကြည့်မပြောနိုင်ဘူးအစိုးတဲ့အကောင်းမှာအစိုးရတွက်တာဒါကြောင့်မလို့ဒေဝရာကောပတိနတ်တွေကဒီလောက်သူတော်ကောင်းကြီးကိုပြမဆောင်းရနေသေးအဲ့တော့ဓမ္မတွေဘာလုပ်လဲဆိုလို့ရှိရင်နတ်တွေကအဲ့ဒီကောင်မဝရီပြည်ကြီးကိုနတ်တွေကမိုးတွေတိကျတာရွာတဲ့အခုလည်းပဲမန္တလေးနဲ့သခိုင်းမှာငလဲတော့ပြီး2ရက်3ရက်ကြာမှမိုးတွေရွာလိုက်တာလူတွေရွာဖြစ်တဲ့တွေပြက်ဒီလောက်ဖြစ်နေတာတော့မှတော့ဗမာလူမျိုးတွေကလည်းတရားမရှိတာဘာပြောလဲဆိုတော့လုတ်ပေးတဲ့ပုဂ္ဂိုလ်အိုးတဲ့မကိုင်မကက်နဲ့မကောင်းတဲ့အရာတွေလုတ်ပေးလို့ပြက်တာလေသဘာဝတရားကြောင့်ဖြစ်နေတာလေအဲ့တော့ဗမာတွေကပျက်စီးဖို့တော့ကိုပဲတဲ့လူတရားများမုန်းနိုင်ပါဖြစ်လေထိုင်နေလဲမကောင်းပဲထပ်သွားလဲမကောင်းပဲအိတ်နေလဲမကောင်းပဲစကားပြောလဲမကောင်းအဲ့လိုဖြစ်တာလူတွေကဒါကြောင့်မလို့နေလွယ်နေပါတွေကိုနေမှလမ်းမှလို့ထင်ကုန်လာတာဒါကြောင့်မလို့သူတော်ကောင်းတွေလည်းမရှိတော့ပါဖြစ်နတ်တွေကစိတ်ဆိုးတော့အားဒီကောင်မဝရီမြေကြီးကိုခုနလေးမိုးရီဆိုတာရွာချအဲ့ဒါလူတွေကဘာပြောမလဲတို့မြေကြီးဘုံကနေကောင်းတော့လားနတ်တွေကတော့ထောမနာပြုနေတယ်ပေါ့အဲ့လိုလဲမိုးတွေလည်းရွာပြီးဘာလုပ်လဲဆိုတော့ကောင်မဝရီမြေကြီးကိုသဲမိုးတွေရွာချတာလူတွေကကိုယ်ယူမဆုံးပြောမဆုံးတို့မြေကြီးလောက်တာမှတဲ့တို့မြေကြီးဘုံကနေတက်လာပြီဒီလိုဖြစ်လာအားဒီကနေပြီးတော့သဲမြူမိုးလဲရွာပြီးဘာလုပ်လဲဆိုတော့ပန်းမိုးတွေရွာချပန်းမိုးတွေရွာလဲလူတွေကပါနေကြလိုက်တာတို့မြေကြီးဘုံကနေတက်သာရာနေတက်နေပြီတို့မြေကြီးလောက်တာတွေမှတ်တယ်အားဒီပန်းမိုးလဲပြီးတော့ပန်းမိုးရဲ့နောက်မှာဘာလုပ်လဲဆိုလို့ရှိရင်ပိုက်ဆံမိုးတဲ့အခုတော့မဟုတ်လားအခါတလေတော့တဲ့သူတို့တွေ့နေရတယ်အတူတူဒီလိုတရားနာနေငြိမ့်တာဘာသာနဲ့တရားဘာဖြစ်ပါလဲဒီနာကိုကျဲဆိုတာအတန်တွေထွက်လာတာခုနတရားတွေအကုန်ထွက်ကုန်တာနော်ပမာတွေဘုန်းကြီးတော့ကျဲနေဟဲ့ဟိုဘမကျဲတဲ့ဒီဘကိုကျဲလေဆိုတဲ့အတန်တွေလောဘသာအတန်မှာထွက်တယ်နော်ဒီသက်သက်လေးနဲ့ဒီသက်သက်လေးနဲ့ကောက်တာပေါ့ဘူးလောဘမထိုက်နိုင်ဘူးဟဲ့ဘယ်ကိုကျဲနေတာလဲဒီဘကိုကျဲမလို့ငါတို့ဘကိုမရောက်သေးဆိုတာတာလိုက်နေတာအခုလည်းပဲအဲ့ဒါကောင်းပါမလို့ပြည်ကြီးကိုပတ်ဆက်နေရောခါတဲ့လူတွေကတို့ပြည်ကြီးဘုံကနေတက်ပြီလူတွေကပတ်ဆက်နေစိတ်ကောက်ကြအဲ့ဒီတော့ပတ်ဆက်နေစိတ်ကောက်ပြီးတဲ့အခါကျတော့
နောက်တကပတ်စံအရွက်ကြီးအတန်ကြီးတဲ့ဟာတွေနောက်တကထပ်ပြီးတော့ရွာချတယ်တဲ့အဲ့လိုလဲရွာချလိုက်အောင်ပါပြင်လဲပတ်ထက်တဲ့ခလေးတော်မကြဘူးတဲ့လူတွေကပတ်စံဆိုတော့ထွက်လို့ကြအဲ့တော့ထွက်လိုက်လို့ပြီးတော့ကောဘဝတီပြည်မှာပါပြင်လဲလူတွေတရားမှာအိမ်ထဲမှာမရှိတော့ဘူးတဲ့အကောင်လုံးပါပြင်လဲလမ်းမပေါ်ရောက်ကုန်ပြီခုနပတ်စံကျဲတော့ပတ်စံကျဲတဲ့စီကိုလာကြအားလေးတော့လဲလူတွေလည်းအကောင်လုံးလမ်းပေါ်လဲရောက်တော့ခုနပတ်စံအရွက်ကြည့်ပြီးတော့ဘာမိုးရွာလဲဆိုလို့သိအဒီရဲ့နောက်မှာလဝတ္တကမိုးတွေထရွာလက်ကောက်တွေဆွဲကြိုးတွေဆိုတော့လူတွေကသိကြိုက်ခလေးရောလူကြီးရောတခါတည်းလုံးထွေးနေတာပဲလုပ်နေတာအားလေးတော့လဲလုံးပြီးတော့နောက်ပါလဲဆိုလို့သိအားလေးလောက်ရတနာတွေရဲ့နောက်မှာတတ်တမိုးထရွာပါလဲဆိုလို့သိ၆တန်ဗရမ ्या တွေတဲ့စိန်တို့ရွှေတို့နီလာတို့ဥဒ္ဓဖာတို့ဒီလိုတောင်းမရှိတဲ့ယန္နာတွေတက်ရွာတဲ့လူတွေပါပဲထက်လို့ကြခလေးရလူကြီးရမကြတော့အဲ့ဒါလုံးကြတာတခါလဲအားလေးတို့လည်းလုံးပြီးတော့လူဆုံးပြီးအောက်မှာရေဒါထဲမှာတိလိုက်တာလူတော့တော်ဆုံးနေပြီဒီနားလေးရအဲ့လိုတော့ပြီးခါကြတော့မှတက်နေရဘာလို့လဲဆိုတော့အဲ့ဒီကုံမဝရီပြေကြီးကိုခါတဲ့လက်နက်မိုးတွေဘောကနေပြီးတော့ရွာတော့ချတာတဲ့ခလေးရောလူကြီးရောတခါတဲ့လက်နက်တွေခါတဲ့ရွာမှာတက်လက်တွေသုတ်ပြီးတော့သိကြတယ်တကယ်ဖြစ်သွားတာတော့အိန္ဒိယမှာဒီကနေ့ချိန်ဒီအဲ့ဒီနေရာအဲ့ဒီထောင်ထားကိုရှိတဲ့အိန္ဒိယရဲ့မြေပုံထဲမှာလောခဲ့တယ်နှစ်ပေါင်းအနှစ်ဘုရားတော်အနေသောမရှိဘူးဆိုလို့တဲ့လားဘုရားပြတဲ့ခင်းတဲ့ဆိုလို့တဲ့နှစ်ကြီးအများကြီးမရနိုင်ဘူးလို့နိုင်မယ်နော်ဘုရားဘွဲ့ခင်မှာဖြစ်ခဲ့တဲ့နေရာအဲ့ဒါလက်မောတွေလည်းရွာလည်းပြောပါပြတဲ့ဆိုလို့တဲ့အဲ့ဒီလက်နဲ့တင်နေတဲ့ပုဂ္ဂိုလ်တွေပေါ့ကြောက်ခဲမိုးတွေရွာချတာတဲ့ဒါကကြောက်ခဲတွေပေါ့တုံးနဲ့ရွာချတာဘုရားတင်နေတဲ့ပုဂ္ဂိုလ်တွေဘယ်လိုဖြစ်တော့ကြောက်ခဲတွေအကုန်ပြီးအဲ့ဒါကြောက်ခဲတွေလည်းမင်းလည်းပြီးကုန်ပြီးတော့နောက်အဲ့ဒီကြောက်ခဲပေါ်ဘာလို့လဲမီးကြီးမိုးတွေရွာချတယ်တဲ့ဒါလည်းမီးကြီးမိုးတွေရွာတော့စဉ်းစားကြည့်လေလူတွေတော့ဘာလုပ်လဲမီးကြီးတွေထက်တဲ့ကြိုးစလို့ပဲအဲ့ဒါကြောက်ခဲတွေကြားထဲမှာရှိနေတဲ့ဟာတွေကြောက်ခဲပူစင်းတဲ့ဘောကမီးကြီးမိုးတွေရွာချမီးတွေကဟိုးလောက်အိုင်းလုံးတပြေလုံးအဲ့လိုလည်းရွာပြီးတော့ဘာလုပ်လဲဆိုတော့စဉ်အဒီပေါ်ခါတဲ့သဲကြီးရွာချလိုက်တာအဲ့ဒီကုံဘဝရီပြည်ကြီးပါပြောပါလေတောင်ကုန်းကြီးလို့ဖြစ်သွားတာဘာကြောင့်လဲဆိုတော့သိမပြေမထိုက်တယ်ဘုရားလောင်းတိတဝဆယတိကိုစော်ကားဒီကနေ့လည်းကြားနေရလမ်းဖွဲ့လိုက်တယ်ခါလေးမမပြားဆိုတရင်မီဒီယာလည်းသိလားကုသိုလ်နဲ့အကုသိုလ်မှာအကုသိုလ်ဆက်လာပါလို့အကုန်ရလူတွေကလည်းဘာတွေမှမသိဘူးလူရင်ကျေးမှုအကြောင်းလည်းဘာမှနားမလည်တဲ့လူဒါလေးလည်းပွင့်လိုက်ကိုကိုကတော့ကလေးလေးလောက်တော့လူတွေဘယ်လောက်များဒုက္ခရောက်လဲသိတာတော့ဘာတက်လာလဲအောင်မလို့လဲကိုကြီးနဲ့စေကိန်းပြောင်းနေပါသလားဘုရားဘာသာလေးနော်ဒီလိုဆရာတော်ကြီးကိုကြီးတဲ့ဟိုဆရာတော်ဦးစေကိန်းကြတော့ဘာပဲလဲစေကိန်းတဲ့အကြောင်းသိတော့လည်းသူတို့ဖေတွေလိုပဲဖြစ်နေကြအဲ့ဒီဘာတဘာဝငါလည်းပြည့်တဲ့အချိန်ကိုကြီးနဲ့စေကိန်းဘယ်ပြောင်းနေတယ်တဲ့အဲ့တော့နောက်ထပ်လာအောင်မှာမပူနဲ့ထပ်လာအောင်မှာနောက်ထပ်ဟာတွေကလည်းမပြမသေးမပြမထိုင်တဲ့ပုဂ္ဂိုလ်တွေကိုယ်တော်စဉ်းစားကြည့်လေမနမောလျာနေပြီးတော့မိုးကျစင်ငါးပါးသီလဘလောက်လုံးအောင်နေနိုင်လဲကိုယ့်ကိုယ်ပြန်တွေးရမမရီးအဲ့လိုမတွေးဘူးကိုယ်နဲ့မတို့ကိုယ့်ရတို့ကိုယ်ကြိုက်မလိုက်ရင်ဘာဖြစ်လဲညာသူတွေပဲအဲ့တော့ဒီလူဆရာတော်ကြီးကလည်းနောက်ဒီတော့လောက်မှစပြန်နေတာသူတို့ဘက်တွေတင်တာဖြစ်မယ်မင်းတို့ကြိတ်တဲ့လောက်ဆဲတဲ့မောရင်ငါကြီးတိုက်ပဲတဲ့သူတော်ကောင်းလည်းနော်ဘုရားပရိသတ်တို့ဟာအဲ့လိုမျိုးတည်းပါပြတယ်နေကဘာကောင်မလဲဘာကောင်လဲဆိုတာလာမလို့သူတော်ကောင်းပါပြောလဲမင်းတို့ကြိုက်တဲ့လောက်ဆဲမောရင်ငါကြီးတိုက်ပဲဒါကြောင့်မလို့ဒီနေ့ပေါ်ပြီပြည့်နေရတဲ့အကြောင်းတရားတွေကတော့အကျိုးတရားတွေမှလည်းများကအကြောင်းတရားတွေနဲ့လုံးဝမကင်းဘူး
他叫李老多好呢，我都不咋的表，我都不咋的别骂，哦，带没几的看嘞，刘都看没来的妈妈了，他们妈好一包的干不来，现在的，老就单价，哦单价，你那了的了嘛了，听不的不对，白都听了嘞，比较的了，我这个drama有啥事的，刘drama对嘛没了，你呀我呀嘞。မြေဝဲတရားစာပဲပေါ့တရားစာပဲတရားသေးတာဟာလောက်နဲ့ကြီးလဲဆိုတာအဲ့တော့ရန်ကုန်လိုမြို့လေကောင်ကြီးမှာမပြောကောင်းတာတွေပါပဲတုတ်တန်ကြီးလောက်ပြီးတော့တခါတည်းမတ်ဖဲဝါတဲ့လူတွေကမဟုတ်တာတွေနော်မြို့လေကောင်ကြီးတွေမှာအဲ့ဒါမတ်ဖဲဝါကြီးလောက်ပြီးတော့အလောင်းတွေရွက်ပြီးတော့လူတွေထည့်နေတာအဲ့တော့အဒီယာဆက်ပြီးတော့သိနေကြတာဒီကနေ့ချိန်ကြီးအသေးရမဆိုင်ဘူးနော်ဒါကြောင့်မလို့ပြောနေတာကစင်ကြယ်ကြဖို့လို့ကိုယ့်ရဲ့လူမှုရေးကိုယ့်ရဲ့အခက်တွေကိုကိုယ့်ကနဲ့ကိုရှင်းလိုက်ကြလူလည်းတို့လေမကောင်းအကြောင်းမလားလို့ကြပြည့်ပါပဲလေဖောင်းကြီးတွေဆွဲထက်တာပဲဖောင်းကြီးတွေအာကွာတာဆွဲတယ်ပြီးတော့အဲ့ဒီဖောင်းကြီးကဟိုဘက်ကိုလိုက်သွားရင်ပါပဲလေငါတို့ဘက်တော့ဒီဟိုဘက်ပါတယ်ဒီဘက်ကောင်အဲ့လိုပါပဲလေအားတို့မကြည့်ဟိုဘက်ကိုပါတယ်ပြတာကြောင့်မလို့ကုံမဝရီပြီးမှာတော့ကိတဝေဒယတိကိုဘာရလဲတော့တာညိုမေသားတွေဝါပြီးတော့ဆောကလို့တိုက်ပြေကြီးပြည့်စည်သွားတယ်တဲ့ဒါကြောင့်မလို့လောကမှာမိုက်တဲ့ပုံကိုယ်ရဲ့သွားရလာတာပါပဲနောက်ဆုံးတော့ဘဝဒီကောမလားဘူးအဲကြောင့်လို့ဒီနေ့တွေ့နေရတဲ့ຢာတွေကကောင်းဘာဝရီပြေမှာဖြစ်နေတာနဲ့မတူဘူးလားတေချာလေးစင်ကြကြီးတက်ကြီးကဟောမနဲ့ပြောတယ်အဲ့ဒါမှပြီးသွားတယ်ပြိုသွားတဲ့ຢာကလည်းတော့တိုက်တဲ့တော့ဆိုတော့ဦးဇင်းတို့ပယံနီးတဲ့အတွက်ဒီထယံကာက10ပေနဲ့9ပေမှာရှိပါတယ်။ဒါကြောင့်မလို့ရေမရ10ပေတဲ့ပဲအတွက်12လောက်ပြည့်တဲ့တိုက်9လောက်အောက်ဆင်းသွားရင်အဲ့တော့10 5နေဆိုရင်40ပေ40လောက်အောက်ဆင်းသွားတာနော်။ဟိုအောက်ဆောင်ကပြည့်နေတဲ့တတ္တဝါဆိုလို့သိလို့သိရင်ဘာပြောလဲမစိတ်သားတဲ့လူကြပြည့်ဖို့အဲ့တော့ကြုံသွားတဲ့မြေကအဲ့ဒါလောက်ပြည့်သွားတာကံအကြောင်းတရားတွေကဘလောက်များလာတယ်ဒါကြောင့်မလို့ဓမ္မမိတ်ဆွေများတရဏဂုံလေးမြဲအောင်လေးငါးပါးသီလကိုစောင့်ထိန်ဘဝမှာတေရမပါတဲ့ဘဝတရေသားတွေကိုမဖြစ်တယ်ဘဝတွေဒေါသတွေနဲ့အမုန်းတရားတွေနဲ့အာဃာတတွေနဲ့ရှာနေကြတယ်တေရမပါတာတွေကိုတေရပါတာလို့ထိရဲ့မဲ့တေရကုန်းမှာတတ်ကြည့်မင်းရှိမှတေခဲ့တဲ့ပုဂ္ဂိုလ်တွေဘာသွားလဲသွားပြီးတော့ကြည့်ကြဒါဆိုတော့ဗာမင်းလေကိုယ်တကြိုသားတွေအယိုးလေးပဲပြာလေးပဲကြက်မှာဒါကြောင့်မတဝမင်းညာလေးမာနောယဝမမနာမေတတိယရာဇမေတတိမမဘာလတော့ကနေခေတတိရောက်ခြင်းပုဂ္ဂိုလ်သည်ယောဘာလအခြင်းတို့မိုက်သည်မတဝမင်းညာလေးမတဝမင်းညာလေးမာနောယဝမမနာမေတတိယဝပပထောလုံးမြို့တော်တဲ့မကောင်းမှုအကုသိုလ်တွေကအကျုံးပေးလို့ဆိုရင်မတဝမင်းညာတိပြာတကကဲ့လို့ချုပ်ပြီးတော့နေနေကြလိမ့်မယ်။လောကမှာတကယ်တွေကိုလုပ်တဲ့အကုသိုလ်တွေကအကျုံးပေးနေပါပဲ။လူတွေကမကြောက်ဘူးတဲ့တတိတရားလည်းမရစင်ကြယ်တရားလည်းမရအဲ့ဒါဘာဖြစ်လဲဆိုလို့စိတရားမရတဲ့အခါကျတော့မတရားတော့ဒီဘဝရှင်သန်ပြီးတော့သွားနေတာ။ဒါကြောင့်မလို့ယောဘာလအချင်းလုံးမိုက်သည်တေနကာမေနတော်တော်ပြုလို့အပ်တယ်ဘာမတော်တော်ပြုလို့တဲ့မကမှုအာဟုသောတွေကဘေဇာတိအကျုံးမေလေးဘူးဆိုရင်မတဝပြာတကာကဲ့သို့ပြာတော်ပြာတကာကဲ့သို့မင်းညာတိအောင်မရတဲ့ညလေကောင်းရင်ယာဝဘာမယာဝကျင်ညလောသောယာဝကျတကကျင်ညလောသောမာလမလောသောဘာလောတော်လုံးမိုက်သည်ဘာမကန္တလောမြို့လဓမ္မကမှုအာဟုသောတွေကအကျိုးပေးလာတော့ပြီဆိုရင်ဒုက္ခဆင်းရဲခြင်းသောနိဂတတိလာရကြလေကုန်၏ဟူ၍ပောရဏကသရိယာဖြင့်ခြေကဆရာဟောင်းတို့သည်အာဟုကရေနိကောင်းသောမသေမကြလိုက်ပါမေတော့တတိအတိတရားဆင်ခြင်တော်တရားမဲ့သွားလုံမိုက်တွေလုံနေတဲ့အလုပ်တွေက
အကျိုးပေးတဲ့တော့ပါပဲလေတရားစကားလေးရက်တရားသလိုပဲချိုးနေအောင်ပါပဲလို့ဒါပဲမဲ့တော့ပါပဲလေအကျိုးတွေပေးလာပြီလေပါပဲလေဘဝတွေကအလွယ်လွယ်အချောချောဒါကြောင့်မလို့လောဘတွေလောက်တဲ့လောက်အဲ့ဒီလောဘရဲ့အကျိုးလောက်နေတာအကုသိုလ်တွေအကျိုးပေးတဲ့ဆိုလေပါပဲလေရည်ရည်လို့ချိုးနေမှာပဲအဲကြောင့်မလို့ဒီကနေ့ချိန်လေးတတိတရားပညာတရားမရတဲ့ပုဂ္ဂိုလ်တွေကတော့ဘာဖြစ်မလဲရည်ရည်လို့ချိုးနေအောင်ပေါ့ဘာတော်ဝမင်းညာတိပါလောယဝမမနာဘေသတိယရာသမေသတိမမပါလောဒုက္ခနိကေသတိဘာဘာလောဒလောမိုက်တဲ့ပုဂ္ဂိုလ်လောမိုက်ပြုလုပ်တဲ့ဘာမမကမှုအကုသိုလ်တွေကအာကြောင့်မေလာတော့မေဆိုရင်ဒုက္ခဆင်းရဲသည်နိကေသတိလာရောက်ကြလေကုန်ရင်ဒုမိုက်လောက်တဲ့လောက်တွေကအကျိုးပေးလာပြီဆိုလို့ရှိရင်တော့တဲ့ဘာလို့ဒုက္ခနိကိစ္စတိဘောမှာပါဖြစ်တယ်ဆင်းရဲခြင်းတွေနဲ့ပဲကြုံတွေ့လိုက်ရလိမ့်မယ်တဲ့ဒါကြောင့်မလို့ဓမ္မမိတ်ဆွေများဖယားတရားလေးကိုဖတ်ကြဘုန်းကြီးနဲ့ပြောလိုက်ရတာအဲ့ဒါဘာသာကပါဖြစ်လဲဘဲပြင်ပြီးတော့ဘုန်းကြီးတွေဘလောက်ဟောဘလောက်ပြောဘတ်ဆုံးပေါင်းကနေပြီးတော့နမူနာတွေထုတ်ပြီးဘလောက်ပြောပါဖြစ်လဲဟောနေပြောနေတာတွေကအတ္တပြောဟောနေတာလူတရားပါပဲလေအတ္တတွေလည်းဒီမှာအနတ္တကိုမမြင်ဘူးအတ္တတရားတွေလည်းဒီမှာဒါကြောင့်ဟောမှာအတ္တနဲ့အတ္တနေရငါသူဆိုတဲ့ပါပဲလေအညိုတိအာဃာရတွေမယုံနေတဲ့အာဃာရဝါတွေကိုပါပဲလေပဲဖြတ်ဘဝကြီးရပါပဲလေဒီကနေ့နဲ့မနက်ဖြန်တော်မှာဒီနေ့ရှင်နေတဲ့ရှင်တွေပဲကျင်းနေတယ်နော်မလားပြန်ဆိုတာမကျင်းသေးဘူးဘာကြောင့်လဲဆိုတော့သိကောမမြင်ရတဲ့တင်ပြနေရကကောနေရလေးမှာညင်းကကလေးတည်ရှိနေတယ်ဒါကြောင့်မလို့လောကမှာအမြင်မနေတဲ့ပုဂ္ဂိုလ်လေးကိုမပြတ်မမိသေးဘူးပြတ်မမိပြီဆိုလို့သိရင်တော့ကိုပြုတ်တဲ့ကံကြောင့်တရားတွေကဘာဖြစ်လဲကံမြတ်သွားပြီဆိုရင်တော့ကျင်းနေတဲ့ကိုယ်စီကိုဘာလို့ဒုက္ခနိကေသတိဘဝမှာဆင်းရဲတဲ့အကုသိုလ်ဆိုးကျိုးတွေလာလိမ့်မယ်ဒါကြောင့်မလို့ဓမ္မမေသေများမေတ္တာတရားကရုဏာတရားပုရိဒတရားဥပေက္ခတရားဗျမဝိဟာရတရားတွေကိုထောကားအောင်လုပ်ကြတရားပေါ်မှာမေတ္တာနဲ့ကြည်အောင်လုပ်ဓမ္မနေ့ကကရုဏာတရားကိုတရားတွေ့ရင်သာနာတတ်တဲ့မျက်လုံးနဲ့ကြည်ပုရိဒဆိုတာကဘာဖြစ်လဲကိုယ်ထက်ကြီးပွားရင်လည်းဝါသာတဲ့စိတ်ကိုမွေးသာတော့ကဘာဖြစ်လဲဥပေက္ခပြောလို့လည်းမရဝါသာလို့လည်းမရမေတ္တာလည်းပေးလို့မရရင်ဘာဖြစ်လဲဥပေက္ခနဲ့နေလားအဲ့ဒီလိုမှမဟုတ်ဘူးဆိုလို့သိတယ်လောကရကြီးကဟာကြမနေရင်တော့ဘာဖြစ်လဲဘဝတွေကဖြစ်ဆိုးတွေဓမိတ်ဆိုးတွေလောကကြီးမှာတွေ့ကြကြုံရမယ်ဒါကြောင့်မလို့ဓမ္မမိတ်ဆွေများလူဘဝရှင်သန်ရတဲ့အချိန်မှာသရဏဂုံလေးမြဲအောင်နေပြီးရင်ငါးပါးသီလလေးကိုအမြဲတမ်းမပြတ်စောင့်ထိန်ပြီးတဲ့အခါကျတော့ဘုရားဝင်လေးမမတတ်အမြတ်တမ်းလေးမြဲမြဲဝေးဒါတော့ပါလို့ရမယ်မေတ္တာဘာဝနာလေးကိုပွားတာမှဘာဖြစ်တယ်ဆိုလို့ဒီကနေ့ဦးဇင်းတို့ရေဆိုင်နေရတယ်ဒဝိကန္တရာကတတ္တန္တရာကရောဂန္တရာကဆိုတဲ့အကြည့်တော်မှာကြော်လာနိုင်မယ်အကြည့်စိုက်တယ်ဆိုတာလူမကောင်းတော့မဟုတ်ဘူးနော်လူတွေရဲ့မပြတ်မတဲ့ပြည်လိုက်တဲ့အရာတွေကိုပြတ်မစော်ကကျူးလွန်နေကြလို့ပဲဒါကြောင့်မလို့ပါမယ်လေရဏသုံးပါးခေမိုးကြီး10ပါးပေါ်မှာအားလုံးအတိတရားတွေတတိတရားတွေရကြဖို့ပဲလို့မပြတ်မတဲ့ပြည်လိုက်တဲ့ပုဂ္ဂိုလ်တွေကိုပါဖြစ်တယ်မပြတ်မစော်ကမိသေးဖို့ပဲပြတ်မစော်ကရင်တော့ဘဝမှာပါဖြစ်တယ်ဖြည့်သေးမရှိဘူးလို့ဒါကြောင့်မလို့ဒီကနေ့ဦးဇင်းတို့မမိတ်ဆွေများတဲကျင်တဲ့ဓမ္မမရှိတာနိဗ္ဗာန်လည်းမတော်ခိုင်းဘူးရှုဆက်တဲ့တရားလည်းအမတော်ခိုင်းဘူးဒီကပါပဲလေအတိတရားတွေတတိတရားတွေရဖို့တော့ဒါလေးပဲလည်းပြောတာအဲကြောင့်မလို့တရဏဂုံနဲ့ကာမသီလကိုမြဲအောင်ကြည်ကြကြပြီးတဲ့အခါကျတော့လေမေတ္တာဘာဝနာတွေပွားကြယရဏသုံးတွေရွတ်ကြအာရဏတရားသုံးတွေရွတ်ကြဒါမှဘေးသုကသုကလွန်မြောက်မယ်ဟိုဖုံးနေပြီအာမကုန်နဲ့နော်ကိုယ်တိုင်လည်းရွတ်ဟောတော့တော့ပုံမြင်လေးဟုတ်ပါကဏ္ဍမှာပြောတဲ့ပုံမြင်လေးလိုပဲရေးဆိုလို့တဲ့ဘာလို့လဲဘုံဗျာအန်ရလေးရွတ်ပေါင်းခဟိုဟာလေးရွတ်ပေါင်းတရားလေးရွတ်ပေါင်းဖုံးပြီးအားကိုးတာအဲ့ဒါရွာတရားမှာဆရာတော်ကြီးကသူက
အမြဲတမ်းအရဟံဂုဏ်တော်ခွာတာလည်းခြံဖြစ်တယ်ရဒါပေမဲ့တော့တရားတော်ပွားရတဲ့ဂုံရဲ့ခွာတရိယာဘယ်လောက်ရှိတယ်ဆိုတော့သိသိလောက်ရှိတယ်တဲ့ဒီမှာအရာနဲ့ဗတိတပတ်နဲ့တရားရှင်လုံးဗတိကောကိုသူပွားရတဲ့ဟာသိပြီလေအဲ့တော့တရားတော်ရဲ့တမာတိကလည်းတအားကောင်းတာအဲ့ဒါဘာဖြစ်ဖြစ်ဆရာတော်ပဲပေးနေလေရုပ်ခိုင်းတာအဲ့ဒီဆရာတော်နဲ့တောင်းနေပဲနေနေတယ်အဲ့ဒါရွာထဲမှာမြို့သမီးများကမိမပွားနိုင်ဘူးမိမပွားနိုင်တော့အဲ့ဒါတကယ်ချင်းကကြွလာပြီးတော့ကျောင်းလာပြီးတဲ့အခါကျတော့သူကဆရာတော်လည်းမခေါ်ဘူးဦးစင်းလို့ခေါ်တယ်ဆရာတော်ရင်းနေပုံရတယ်ဦးစင်းရွာထဲမှာတော့ဘလို့သမီးလေးတော့မိမပွားနိုင်ဘူးအဲ့ဒါဦးစင်းအေးလေးကြိုးပေးပါအောင်အဲ့ဒါဆရာတော်ကြီးကဘာလုပ်လဲဆိုတော့ဆင်းအဲ့ဒီမိမပွားနိုင်တဲ့မျိုးသမီးလေးတွေဆိုပြီးတော့ဆရာတော်ကြီးကအင်္ဂုလိမာလာတော့ခဏအုပ်ရုပ်ပြီးတဲ့ခါကျတော့ရောက်သွားအဲ့ဒါခန္ဓာကိုယ်မျက်နှာလေးအကုန်လုံးဝလာအဲ့ဒါပေးရည်လေးဖြန်းလိုက်ပေးတဲ့ခါကျတော့လည်းသူ့ကိုလည်းအဲ့ဒီပေးရည်လေးဒါပြန်သွားတယ်ပေးရည်လေးဖြန်းတယ်ရေတိုက်တယ်ရေတာကိုမှလည်းမီးရမပွားနိုင်ဘူးဟာဒါလေးပြန်လာကြအောင်ဦးသေးရုပ်ပါအောင်ဦးသေးရဲ့မီးရမပွားနိုင်ဘူးအဲ့ဒါဆရာတော်ကနောက်တစ်ခါထည့်ရပြန်ကိုဒီကိုမှလာတဲ့ရုပ်လိုက်မျက်နှာလေးဖြန်းလိုက်ရေတိုက်လိုက်လက်တွေလည်းမပွားနိုင်ဘူးအဲ့ဒါက3ချိန်တော့တက်လာတယ်ဦးသေးရုပ်ပါအောင်ဦးသေးရဲ့မီးရမပွားနိုင်တယ်အဲ့ဒါ3ချိန်လာတော့တခါကျတော့မန်းပြီးလိုက်တယ်ကိုရတော့လည်းဗာဖြစ်လဲသူတို့သေးခတိရပြီးမပွားနိုင်ဘူးအဲ့တော့ဦးသေးရဲ့ဦးသေးဒီကရွတ်နေမှသာမတူအိမ်လိုက်တဲ့အိမ်မှာပဲဦးသေးရုပ်ပါအဲ့လိုလည်းပြောဆရာတော်ကဟာကောင်းရမင်းဟောင်းနေမင်းနေကန်တရားနဲ့ဘယ်လိုလုပ်အသက်မှတရားကလည်းလို့ဖြစ်ပါဘူးဟုတ်ပါဘူးဖုန်းရဲ့တဲ့တပည့်တော်တို့အဲ့ဒါအဲ့ဒီမင်းနေမိဖွားနေတဲ့ပုဂ္ဂိုလ်ရဲ့ခက်လန်းလန်းနေပြီးတော့ဒီမြကလကာကပြီးမယ်ကလကာတွေကနေပြီးတော့အဲ့ဒါရှင်ပြရုပ်အဲ့ဒါဆရာတော်ကြီးကခေါင်းရနေပြီးတော့ရုပ်တယ်ဒီကတစ်ချိန်ဆုံးလိုက်တစ်ချိန်ဆုံးလိုက်ဟိုကမီးရမပွားနိုင်ဘူးကြာလာတဲ့အခါကျတော့ဆရာတော်ကရုပ်နေနဲ့နားလိုက်ပြီးတော့ဟဲ့မိဖွားနိုင်ပြီလားကွာဆိုတော့အရှင်ပြမဖွားနိုင်နေဘူးပြဆိုဆရာတော်ကဘာလုပ်လဲဆိုတော့အဲ့ဒီမိဖွားတဲ့ကောင်မအောင်တယ်ခါတဲ့ဂေတိကနေပြီးတော့သောက်ကန်ချလိုက်တယ်ပြီးတော့ပြောတယ်ဖုန်ကြီးပဲလက်တည်းပဲအာကိုလည်းနေကိုယ်လည်းညှအားလေးတော့ဟာအဲ့လိုလည်းပိတ်ကလည်းရတော့ဟောကြောက်အားလားဖုန်ပိတ်ကလည်းအောက်ကကလေးကပလော့ကနေထွက်သွားတယ်အားဆောင်လို့ဖုန်ကြီးနေပဲအာကိုလည်းကိုယ်တိုင်လည်းဇရဏတော်လေးရုပ်ပြီးတော့စေအာထာနာရိယပရိကိုရုပ်အဲ့ဒါတရေတပဘလူတွေဘေးစုံကဆိုးတွေကိုကြော်သွားတယ်ဒါကြောင့်မလို့ဒီလိုလိုလေးလုံးလိုတွေကိုလည်းလောက်ကြဖို့ပဲလို့သဘာဝတရားကြီးကတော့အာကိုစရာအာတစရာဘာမှအားရစရာမရှိတော့ဘူးဒါကြောင့်မလို့ဇဏသုံးပါးဘာရောညာပုပ္ပစီကကြမေတ္တာဘာဝနာပွားများကြဒီလိုမှသာလေဦးဇင်းတို့သက္ကပကြီးကိုကြော်လွှမ်းနိုင်ပြီလို့ဒါကြောင့်မလို့ဓမ္မမိတ်ဆွေများလောကမှာဘယ်မှာမြင်လိုက်တဲ့ပုဂ္ဂိုလ်တွေကလည်းဘာပဲလဲအတိတ်တရိနဲ့ရှုဆင်ញင်ပြီးတော့မပြမမီအောင်အာလုံးဆင်ញင်ရှောင်ကျင်ကြပါလို့တိုက်တွန်းပြီးတော့ဘုရားတော်ရဲ့လူမိုက်တို့သားရလန်းဘဂဝါနဲ့ပုဂ္ဂိုလ်တွေနောက်ဆုံးဘာပဲလဲဘဝမှာပို့ဆိုပတ်ဆက်ဒီကောဥဒရာလေအေးကိုယ်တိုင်နဲ့တွေးတာဒီလိုထင်လို့တည်းကျင်းဆိုင်ခြင်းလားမြင်ဆိုင်ခြင်းဟုတ်လားမြင်ဆိုင်ခြင်းမို့ဆိုလို့စိနေကိုကောင်းအောင်ဒီဇရဏသုံးပါးကိုဟုတ်ကဲ့စိကကြပါလို့တိုက်တွန်းလို့တော်ပြီးတော့ဘုရားတော်ရဲ့လူမိုက်တို့ရဲ့သွားရနာဓမ္မကတာဒီမှာနေကောင်းတပါအဆုံးသကြအောင်သို့ဒေတိတောမေယံဓမ္မဗုဒ္ဓေနဣဇာပတိတောဒေနာတဘေဒုက္ခယတောသနာဣဒသမေကိတောမေမယဒေသကမေတ္တာဘုသောတရားဆရာကတိဓမ္မဒေသကတိညေတသောဘုံပိတကငါယနိကဓမ္မခန္ဓာမောရှင်သောနေတော်တို့၌အလားရှိတဲ့လုံမိုက်တို့သာယနာအမြင့်ရှိတဲ့တရားဒေသနာတော်မြတ်ကိုဒေတရားတော်ကိုလွန်လာကြတဲ့မျိုးကောင်းသောမျိုးကောင်းသမိတို့ကြောစား၍ဟောကြားလိုက်ရမှာပဲဒေနာတော်သောသေဘုဘောနာမယပေါညကရိယာကုသိုလ်တို့ကြောင့်သာဝေလိုရရနာမြောင်မြောင်မမပြည့်ကပိအောင်သောလောသောကုံသောတတဝါမသမြတ်တော်သည်ဒုက္ခတို့ကိုယ်စိတ်နှပြလောဣဒာမြေကကြွယ်ဝချမ်းသာတော်မူကြပါစေကုန်တည်း
မိုင်းဒီလိုလားဟမ်မိုင်းဒီလိုလားမိုင်းဒီလိုလားမိုင်းဒီလိုလားဘာလဲလိုလားမိုင်းဒီလိုလားမိုင်းဒီလိုလားဘာလဲဟုတ်မိုင်းတို့မိသားစုတွေဒီလိုကနေလားဒီလိုကမဟုတ်ကပြည့်အကြောင်းသားကြိုင်လာတယ်အဲ့ဆိုဒီတိုင်းမျိုးပုံညာအာသောခယဘောဓိဉာဏနာပစ္စယောဟောတုဒီအလုံးပါလို့ခေါ်မယ်ရပြီနော်အဲဒီကိုလာကပြည့်အကြောင်းသားဒီမှာပြီးပြီအလုံးဒီနေ့ပြုရကုန်တော့ဒါနာကောင်းသီလကောင်းဘာဝနာကောင်းကိုယ်တော်ဘောဆဆူရရတဲ့ကိုရေဇတ်တော်ချအမြတ်တမ်းပြုကြရအောင်ကြာရသတ်မှတ်တိုင်းမယ်အလုံးလိုက်ဆုံးမယ်အရှင်ဘုရားဝိတော်တော်တိတတ္တာသီလသာဂပညာလေးပြဓမ္မညီမြကြ၍စုပေါင်း၍လုဒ္ဒအပ်သောဒါနကုသိုလ်သံတရားသောသီလကုသိုလ်ပွားများရသောဘာဝနာကုသိုလ်ကံစေတနာပေါင်းတို့ကြောင့်တပိတော်တို့သည်သင်္ယာကံသိကြောင့်ဉာဏ်ရမှာမြတ်နိုင်ပါ၏ရောက်ကြောင်းသဗ္ဗံကောင်းသည်သေစမသွေတရားပါလို့ဤအရှင်ဘုရားယနေ့ယခုရုပ်ပြုသမျှမြတ်ပေါင်းညာကိုကျေးဇူးကြီးမှပြိပနာပါကျေးဇူးကြီးမှအဘောကျေးဇူးကြီးမှတရားသမအစာဒါယကိုယ်ဆောင်နဲ့ချမ်းဆောင်နဲ့အရာဆောင်နဲ့ရောက်ကြသောဘုံဝဲသောအာကာကသောမျိုးဆောင်နဲ့တော်ဆောင်နဲ့တောင်းဆောင်နဲ့သာသနာတော်ဆောင်နဲ့သတ္တုလောကပါဠနဲ့အဆရှိသောနမြနကနာပေါင်းတို့နှင့်သုံးသတ္တဘောဉာဏ်ကုန်သောဝိနည်းယဒုက္ခိတာဒုက္ခိတာတတဝမသမြအနန္တတို့သည်တတ်တော်ညီမြအမြရ၍ယတယေတတေဓာတေလည်းတကတ်သောတေတေပြုံးမောက်ဒါကိုနောက်၍ဝမ်းမြောက်ကြမှာချမ်းသာကြသည်ပြည့်ကြပါစေသောအာလောရကြသမျှဘုသောအမြယောရမူကြပါကုန်သောသာအာလောရကြသမျှဘုသောအမြယောရမူကြပါကုန်သော